အားလုံးပဲမင်္ဂလာပါကျောင်းသားကျောင်းသူများအားလုံးကို YDP Academy ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဆွေးနွေးပါမယ့်အကြောင်းအရာကတော့ Pre-GED အားလလီဘာသာရဲ့ Chapter 8 Informational Test ပဲဖြစ်ပါတယ်Informational Test ဆိုတာတော့ပြောရမယ်ဆိုလို့ရှိရင် information တွေသတင်းအချက်အလက်တွေအကြောင်းအရာအချက်အလက်တွေဒီအချက်အလက်တွေကိုပေးတဲ့စာတွေပဲဖြစ်ပါတယ်အဲ့တော့ Informational Test convey information based on fact not opinion အဲ့တော့ဒီမှာပြောရတဲ့အတိုင်း informational test တွေဒီသူတို့တွေဒီဘာတွေကိုအဓိကလုပ်ပေးလဲဆိုလို့ရှိရင် convey information သူတို့ကသတင်းအချက်အလက်တွေကိုပေးတာဖြစ်တယ်ဘယ်လိုပေးတာလဲဆိုလို့ရှိရင် based on fact တကယ်စီစစ်ထားတဲ့အချက်လက်တွေပေါ်ကိုအခြေခံပြီးတော့သူဒီ information ပေးတာဖြစ်တဲ့ပြီးရင်သူတို့ကဘာတွေမဟုတ်ဘူးလို့ဆိုရင်သူတို့တွေဒီ not opinion အဲ့တော့တစုံတစ်ယောက်ရဲ့နော်ပုံကိုရေးထင်မြင်ယူဆချက်မျိုးမဟုတ်ဘဲနဲ့စီစစ်ထားတဲ့အချက်လက်တွေကိုမှနော်ငါတို့မျိုး fact တွေကိုမှအခြေခံပြီးတော့ပေးတဲ့ information ပေးတဲ့စာတွေကို informational test လို့ခေါ်တယ်ဒီလိုမျိုး test တွေမှာဆိုလို့ရှိရင်ဘာတွေပါမလဲဆိုလို့ရှိရင် news article နော်သတင်းဆောင်ပါတွေပြီးတော့လို့ရှိရင် textbook ပြဋ္ဌာန်းစာအုပ်တွေဒီလိုမျိုးစာအုပ်တွေဆိုလို့ရှိရင်တို့တွေဒီ explain information နော်ချက်လက်တွေကိုရှင်းလင်းပြတယ်ပြီးတော့လို့ရှိရင်ဘာတွေကိုရှင်းလင်းပြတယ်ကဆိုလို့ရှိရင် idea လို့ခေါ်တယ်နော် ideas တွေကိုလည်းသူကရှင်းလင်းပြတယ်ဟုတ်ပြီအဲ့ဒါအပြင်ဟိုမှာတခြားဘာတွေရှိအောင်မလဲဆိုလို့ရှိရင် office memo နော်ရုံးစာတွေပြီးရင် handbook လက်ဆွဲစာအုပ်တွေပြီးတော့လို့ရှိရင် brochure နော်သူတို့ရဲ့ဟိုဟာတွေလမ်းညွှန်တွေပြီးတော့လို့ရှိရင် receipt ဆိုတဲ့ hint ချက်နည်းစာအုပ်တွေအဲ့ဒါတွေအကုန်လုံးอ่ะဆိုလို့ရှိရင်တို့တွေဒီ provide information เนาะတို့တွေကအချက်လက်တွေကိုပေးတာချင်းအတူတူပါပြီးရင်တို့ကအချက်လက်တွေကိုပေးတာပြင်တို့ရဲ့ main goal ဒီပါလဲဆိုလို့ရှိရင်တို့ step အဆင့်တွေပေါ့နော်တစ်ဆင့်ချင်းအခု handbook တွေဆိုလို့ရှိရင်လည်းဒီလမ်းညွှန်စာအုပ်တွေဆိုလို့ရှိရင်အခုဘယ်ဝင်ခွင့်အတွက်လမ်းညွှန်စာအုပ်ဆိုလို့ရှိရင်ဝင်ခွင့်လျှောက်ဖို့အတွက်ကိုဘာတွေပဲပထမဆုံးအဆင့်ဘာကိုလုပ်ရမလဲဘာတွေရှိရမလဲအစရှိသည့်ဖြင့်သူရဲ့လိုအပ်တဲ့ step တွေနော်အဲ့ဒါတွေကိုနော်ရှင်းပြတဲ့စာတွေပေါ့ဒါအဓိကကတော့ဘာလုပ်ဖို့လဲဆိုလို့ရှိရင် competence test လုပ်တစ်ခုပြီးမြောက်ဖို့အတွက်ကိုလိုအပ်တဲ့ step တွေကိုရှင်းပြတာနေပြီးရင် information တွေ provide လုပ်ပေးတဲ့အားတွေကိုနော်ဒါ informational test လို့ခေါ်အဲ့တော့ပထမဆုံးအနေနဲ့ဒီ informational test တွေကိုနားလည်အောင်ပေါ့နော်ဖတ်ပြီးသွားတဲ့အခါမှာသူတို့ပြောချင်တဲ့ဟာကိုနားလည်အောင်ဘယ်လိုရှင်းကပ်မလဲအဲ့တော့ other of the informational test နော်ဒီ informational test တွေကိုရေးတဲ့ other တွေဒီနော် usually write for a specific purpose အဲ့တော့သူတို့တွေဒီနော်ဥတီချက်တစ်ခုနော်ရည်ရွယ်ချက်တစ်ခုအပေါ်မှာအခြေခံပြီးတော့ဒီ informational test တွေကိုရေးကြလေရှိပါတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်နော် generally selected တို့ရဒီစာတွေကိုနော်ရေဘွားအပြင်ရွေးချယ်လိုက်တယ်ပြီးသွားလို့ရှိရင် arrange ဘာပြန်လုပ်လဲဆိုလို့ရှိရင်နော်ပြန်ပြီးတော့ season နဲ့နော်အစင်လိုက်တော့၎င်းတနည်းပုံစံတစ်ခု pattern တစ်ခုနဲ့တော့၎င်းနော်ပြန်ပြီးတော့ arrange လုပ်တဲ့နော်ဘာလုပ်ဖို့လဲဆိုလို့ရှိရင် to make a particular point ပြောရင်လည်းနော် point တစ်ခုရအောင်လို့တို့တွေဒီစာတွေကိုရွေးထုတ်သွားလို့ရှိရင် arrange ပြန်စီတယ်ပေါ့နော်စီကြတယ်ပေါ့အဲ့တော့တို့တွေကဘာလို့ရှိရင်ဘာတစ်ခုသိရအောင်လဲဆိုတော့ဒီ informational test တွေကိုရေးတဲ့နော် author တွေဒီ usually has a specific audience in mind သူတို့စိတ်ထဲမှာဘသူတွေကိုအတွက်ကိုရည်ရွယ်ပြီးပြောချင်တာပါဆိုတော့နော်ဘသူတွေအတွက်ဆိုပြီးတော့သူတို့ရည်ရွယ်ထားတဲ့စာဖတ်ပရိသတ်ကသူတို့စိတ်ထဲမှာသူတို့ရှိပြီးသားအဲ့တော့အဲ့ဒီအဆိုလို့အဲ့ဒီအတွက်ကြောင့်မို့လို့နော်ဒီ test ထဲမှာပါတဲ့ idea တွေဒီများသောအားဖြင့်သူတို့တွေဒီနော် structure အရာဆိုလို့ရှိရင်လည်း organize ဖြစ်တယ်ပြီးတော့လို့ရှိရင်ဒီနော်စာရေးတဲ့သူ author ရဲ့ purpose ရည်ရွယ်ချက်ကို support ဖြစ်တဲ့ sequence တွေလည်းရှိကြတယ်နောက်တစ်ခုကကြတော့နော်ဒီလိုမျိုး informational test တွေကိုနားလည်ဖို့ဆိုလို့ရှိရင်အဓိကဘာတွေကိုနားလည်ရမလဲဆိုတဲ့ဟာအဲ့တော့ understand audience purpose and evidence အဲ့တော့ဒီ informational test တွေကိုနားလည်ဖို့ဆိုလို့ရှိရင်အဓိကဒီသုံးခုကိုနားလည်ရမယ်နံပါတ်1ချက် audience ဘယ်သူတွေအတွက်ကိုရည်ရွယ်ပြီးရေးတာလဲဆိုတော့เนาะသူတို့ရည်ရွယ်ထားတဲ့စာဖတ်ပရိသတ်ပြီးသွားလို့ရှိရင် purpose သူတို့ဘာကြောင့်ရေးရပါလဲဆိုတော့ရည်ရွယ်ချက်ပြီးသွားလို့ရှိရင် evidence เนาะသူတို့ရဲ့ဒီ purpose ကို support လုပ်ပေးမယ် evidence တွေအဲ့တော့ဒီသုံးခုကိုနားလည်မှာဒီ informational test တွေကိုเนาะ understand ဖြစ်မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ audience ပေါ့အဲ့တော့ in order to understand any informational test you need to answer two important question အဲ့တော့ဘယ် informational test ကိုမဆိုနားလည်ဖို့ဆိုလို့ရှိရင်เนาะကျောင်းသူတွေဒီ
အရေးကြီးတဲ့မေးခွန်းနှစ်ခုကိုဖြေရပါမယ်ပထမတစ်ခုကကျတော့ဘာလဲဆိုလို့ရှိရင် what is the test meant to accomplish ဒီစာဒီသူကဘာကိုနော်ဘာကိုအောင်မြင်အောင်လုပ်ချင်တာလဲဘာကိုပြီးမြောက်အောင်လုပ်ချင်တာဆိုလိုတာကတော့ဒီစာကဘာဖြစ်လို့ရေးထားတာလဲဒီစာရဲ့ရည်ရွယ်ချက်ကဘာလဲပေါ့အဲ့ဒါဒီပြောရမယ်ဆိုရင် this is the primary purpose of the test ဒါကဒီစာရဲ့အဓိကရည်ရွယ်ချက်ကိုမေးတာပေါ့အဲ့တော့ what is the test meant to accomplish ဆိုလို့ရှိရင်ကိုမေးလိုက်ပြီဆိုလို့ရှိရင်ဒါဒီနော်တန်းပြီးတော့သိရတော့မယ်ဒီစာရဲ့ primary purpose ကဘာလဲဆိုတာကိုရှားမယ်ဆိုတာသိရမယ် okay ပြီးတော့နောက်တစ်ခုဒုတိယအနေနဲ့ဆိုလို့ရှိရင် for whom ဘယ်သူတွေအတွက် is the test primarily written အဲ့တော့ primarily ဘယ်သူတွေအတွက်ကိုရေးထားလဲဆိုတော့မေးခွန်းဒါကတော့ဘာကိုမေးနေတာလဲဆိုလို့ရှိရင်ဒီ test ဒီစာရဲ့ audience နော် target audience ပေါ့ဘယ်သူတွေအတွက်ကိုရည်ရွယ်ထားလဲဆိုတော့ audience ကိုသိရမှာအဲ့တော့ informational test တွေဘယ် informational test ကိုမဆိုနားလည်ဖို့ဆိုလို့ရှိရင်အရေးကြီးတဲ့မေးခွန်းနှစ်ခုကိုနော်မေးခွန်းနှစ်ခုကိုသိဖို့လိုတယ်နံပါတ်1ချက်ဒီဘာလဲဆိုတော့ဒီစာကသူကဘာကို accomplish ဖြစ်အောင်လုပ်ချင်တာလဲဆိုလိုတာဒီစာတစ်ပုဒ်ရဲ့နော် primary purpose ဒီဘာလဲဆိုတာကိုသိရမယ်ဒုတိယတစ်ချက်အနေနဲ့ဒီစာဒီဘယ်သူတွေအတွက်ကိုရည်ရွယ်တာလဲဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင် audience ကဘယ်သူတွေလဲဆိုတာကိုပြောချင်တာအဲ့တော့ purpose and audience of a test are usually closely related အဲ့တော့နော်စာတစ်ပုဒ်ရဲ့ရည်ရွယ်ချက်နဲ့အဲ့ဒီစာရဲ့နော် target audience ပေါ့နော်သူရဲ့စာဖတ်ပရိသတ် audience ကတဲ့နော်များသောအားဖြင့် usually ရေဘွားအဖြစ်များသောအားဖြင့်ဆိုလို့ရှိရင် closely related တို့တွေဒီဆက်ဆက်နေကြတယ်နော်အဲ့တော့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် doctor nurses နော်ဆရာဝန်တွေသူနာပြုတွေဒီ would be the intended audience အဲ့တော့သူတို့ဒီရည်ရွယ်ထားတဲ့စာဖတ်ပရိသတ်ဖြစ်ပါလိမ့်ဘာအတွက်လဲဆိုလို့ရှိရင် for a handbook နော်လက်ဆွဲစာအုပ်တအုပ် that is designed to explain hospital procedure အဲ့တော့ဆေးရုံဆေးခန်းနဲ့ဆိုင်တဲ့ procedure တွေလုပ်ငန်းဆောင်တာတွေကိုရှင်းပြတဲ့ handbook တအုပ်ဒီနော်လက်ဆွဲစာအုပ်တအုပ်ဒီသူ့ရဲ့ internet audience ကဘယ်သူတွေဖြစ်နိုင်မှုများလဲဆိုတော့ဆရာဝန်တွေ nurse တွေနော်ဖြစ်ဖို့များပါတယ်အဲ့လိုမျိုးပဲနော်သူ့ရဲ့ဒီစာတပုတ်ရဲ့သူရဲ့ primary purpose နဲ့ audience နဲ့ဒီများသောအားဖြင့်အဲ့လိုမျိုး closely related ဖြစ်နေပြီရှိပါတယ်အဲ့တော့ဒီအောက်မှာဆိုလို့ရှိရင်ဒီအောက်ကပေးထားတဲ့ chat လေးတွေကသူက type of document နဲ့သူတို့ရဲ့ audience တွေ purpose တွေကိုဒီအောက်မှာ list လုပ်နေတာအဲ့တော့နော်ဥပမာအမည်ကအဖြစ်ဆိုလို့ရှိရင်ဒီ employee handbook နော်ဒီဝန်ထမ်းတွေအသုံးပြုတဲ့လက်ဆွဲစာအုပ်တွေမှာဆိုလို့ရှိရင်နော်ဒါ employee ဆိုတော့ဒါကသိကြတဲ့အလုပ်လုပ်နေရတဲ့လူတွေပေါ့အဲ့ဒါတွေဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့သူရဲ့ internet audience target audience ဒီ employee at a specific workplace အဲ့တော့တနေရာတစ်ခုခုမှာပေါ့နော်နေရာတစ်ခုခုမှာအလုပ်လုပ်တဲ့ဒီဟိုဟာတွေပေါ့အလုပ်လုပ်နေတဲ့လူတွေအလုပ်သမားတွေအတွက်ကိုရည်ရွယ်တာဖြစ်တယ်ပြောလို့ရှိရင်သူရဲ့ purpose ကကြတော့ဘာလဲဆိုလို့ရှိရင် to explain ရှင်းပြဖို့ the rules and regulation that the employee must follow အဲ့တော့ဒီဝန်ထမ်းတွေအလုပ်သမားတွေနော်လိုက်နာမယ်စီမင်းတွေပြောလို့ရှိရင် regulation တွေကို explain လုပ်ဖို့ဖြစ်တယ်အဲ့လိုမျိုးပဲနော်ခုနကပြောထားတဲ့အတိုင်း audience နဲ့ purpose ဒီများသောအားဖြင့် closely related ဖြစ်နေလို့ရှိတယ်နောက်တစ်ခုကကျတော့နော် newspaper article အဲ့တော့သတင်းစာဆောင်းပါးအဲ့တော့သတင်းစာဆောင်းပါးတွေကြာလို့ရှိရင်တော့သူတို့ရဲ့ audience ကဘယ်သူတွေဖြစ်သွားမလဲဆိုတော့ people လူတွေပေါ့နော်သတင်းစာဖတ်တဲ့လူတွေအဲ့တော့ဘယ်လိုမျိုးလူတွေလဲဆိုတော့ who want to learn about the current event အခုလက်တလောဖြစ်နေတဲ့အကြောင်းအရာတွေနော်ဖြစ်စဉ်တွေအကြောင်းကိုသိချင်တဲ့လူတွေပေါ့အဲ့တော့သတင်းစာဖတ်တယ်ဆိုတော့အခုဘာတွေလက်တလောဘာတွေဖြစ်နေလဲဆိုတာကိုသိချင်တဲ့လူတွေပဲသတင်းစာဖတ်ကြတာဟုတ်နော်များသောအားဖြင့်နော်ဒီဘဝအားဖြင့်ဆိုလို့ရှိရင်တော့ဒီလိုလူတွေကပဲသတင်းစာဖတ်ကြတာဟုတ်အဲ့တော့အဲ့ဒါမျိုးပါလို့ရှိရင်နော်ဒီ newspaper article တွေရဲ့ purpose ကဘာဖြစ်မလဲဆိုတော့ to inform အသိပေးဖို့သတင်းပေးဖို့ reader စာဖတ်တဲ့လူတွေ about a specific news story နော်သတင်းအချက်လက်တွေပေါ့နော်ဒီသတင်းဖြစ်စဉ်တွေကိုသူတို့တွေကိုနော်ပြောပြဖို့ inform လုပ်ဖို့ဖြစ်တယ်အဲ့တော့နောက်တစ်ခုကကျတော့ဥပမာထားပါတော့နော် but about how to prepare for the GED test အဲ့တော့ GED စာမွေးကိုနော်ဘလို့ GED စာမွေးအတွက်ကိုဘလို့မျိုးပြင်ဆင်ရမလဲဆိုတော့စာအုပ်တွေနော် preparation စာအုပ်တွေပေါ့အဲ့ဒါမျိုးဆိုလို့ရှိရင်တရားသူရဲ့ audience ဒီနော် GED စာမွေးကိုဝင်ဖြေမဲ့ကျောင်းသားတွေဝင်ဖြေခြင်းတဲ့ကျောင်းသားတွေအတွက်ပဲဖြစ်မှာပေါ့ဘာပြောလဲဆိုတော့သူရဲ့အဓိကဟိုက purpose ကဘာလဲဆိုလို့ရှိရင်
to explain how to prepare for the GD test GD စာမွေးအတွက်ဘယ်လိုပြင်ဆင်ရမလဲဆိုတော့သူကရှင်းပြမှာဖြစ်တဲ့အတွက်ကြောင့်သူရဲ့ targeted audience ကလည်းသိကြတယ်ဒီ GD စာမွေးကိုဝင်ဖြည့်ခြင်းနဲ့လူတွေပေါ့အဲ့လိုမျိုးပဲနောက်ခုနပြောတဲ့အတိုင်း audience နဲ့ purpose ဒီရေဘူးကအပြင် closely related ဖြစ်နေလို့ရှိတယ်ဟေးအဲ့တော့ဟုတ်ပြီဒီလိုမျိုးเนาะဒါကခုနအရေးကြီးတဲ့ main ကုန်းနှစ်ခုကိုเนาะဘယ်လိုမျိုးဟိုဟာဖြစ်မလဲဆိုတာကိုသိပါပြီအဲ့ဒါဆိုလို့ရှိရင်နောက်ထပ်เนาะတတိယအချက်အနေနဲ့ဘာလို့ဖြစ်ကြမလဲဆိုတော့ဒီ audience နဲ့ purpose เนาะဒီ purpose ကိုဘယ်လိုမျိုးခွဲခြားသိနိုင်အဲ့ဒါဆိုလို့ရှိရင်เนาะအသိကြတယ်ဘယ်လိုမျိုးသိနိုင်မလဲဆိုတော့နေဒီ look for the evidence in the test ဒီစာထဲမှာပါတဲ့ evidence တွေကိုလိုက်ရှာအဲ့တော့ type of the evidence to look for are listed in the following chat အဲ့တော့ဘယ်လိုမျိုးเนาะဒါဒီ audience နဲ့ purpose ကိုခွဲခြားသိဖို့ဆိုရင်ဒီစာတွေကเนาะဟိုဟာတွေကို evidence audience နဲ့နော်ဟိုနဲ့ purpose ကိုခွဲခြားသိဖို့ဆိုလို့ရှိရင်ဒီစာထဲမှာပါတဲ့ evidence တွေကိုကိုကလိုက်ရှာရမယ်လို့ပြောတယ်ဟုတ်ပြီဘယ်လိုမျိုး evidence ကိုရှာရမယ်ဆိုတာကြတော့ဒီအောက်ကနော် chat လေးထဲမှာရေးပေးထားတယ်နံပါတ်1 chat ဒီ title ဒါမှမဟုတ် heading ပေါ့နော်အဲ့တော့ခေါင်းစဉ်ပေါ့အဲ့တော့သိတာပါလေခေါင်းစဉ်မှာဆိုလို့ရှိရင်တော့များသောအားဖြင့်သူကဘာအတွက်ကိုရည်ရွယ်တယ်ဘာအကြောင်းလဲဆိုတဲ့ဟာကိုဒါခေါင်းစဉ်မှာရေးထားတယ် what does ဒီခေါင်းစဉ်တွေကဘာလုပ်လဲဆိုလို့ရှိရင် tell you ပြောပြရတယ် what the passage is about and identify it ပဲအဲ့တော့ဒီစာပိုက်ကဒီစာတစ်ပုဒ်ကဘာအကြောင်းလဲဆိုတာကိုပြောပြပြီးတော့သူ့ထဲမှာပါတဲ့เนาะအစိတ်ပိုင်းတွေကို identify လုပ်ဟိုအဲ့เนาะဥပမာအနေနဲ့ဆိုလို့ရှိရင် tempted for the successful job search အဲ့တော့အလုပ်ရှာတဲ့နေရာမှာเนาะအဆင်ပြေစေဖို့အတွက်နီလန်10ခုပေါ့အဲ့ဒါဆိုလို့ရှိရင်တော့ E เนาะ research the company ဟိုဟာကိုအလုပ်ရှောက်မဲ့ company ကိုလေ့လာပါပြီး dress appropriately เนาะတဲ့နဲ့လောက်ပန်အောင်ဝတ်စားပါအဲ့လိုမျိုးကိုဒီ title ကိုဖတ်လိုက်တာနဲ့တင်နောက်မှပါလာမယ့်အကြောင်းအရာဒီဘာအကြောင်းဖြစ်မလဲဆိုတာကိုကိုကသိနိုင်တဲ့ဟာမျိုးအဲ့တော့ကြောင့်မို့လို့เนาะ title ကလည်းကိုကြည့်ရမယ့် evidence ထဲမှာပါတယ်ပြီးနောက်တစ်ခုဒီ definition အဲ့တော့ definition ကကြတော့ဘာလဲဆိုလို့ရှိရင် tell you what something is အဲ့တော့တစုံတစ်ခုကဘာလဲဆိုတော့အသိရှင်းပြအဲ့တော့ခုမှပြောမယ်ဆိုလို့ရှိရင် psychology is the study of the human mind အဲ့တော့ psychology စိတ်ပညာဆိုတာဒီလူတွေရဲ့စိတ်ကိုလေ့လာတဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်ဟောဒါဆိုလို့ရှိရင်သူဒီဟောဒီ psychology ဆိုတဲ့နော်စကားလုံးပေါ့ဒီဝေါ်ဟာရာဒီဘာလို့ဆိုလို့လဲဆိုတာကိုနော်ဒါဟိုစာဖတ်တဲ့လူတွေကိုပြောပြတာအမြင်ဒါမျိုးကို definition လို့ခေါ်တယ် definition ဆိုတာကလည်းနောက်ခုနက audience နဲ့ purpose ကိုခွဲခြားနိုင်မှုအတွက်ကိုကြည့်ရမယ် evidence တွေမှာသူလည်းပါတယ်ပြီးနောက်တစ်ခုကကျတော့ description အဲ့တော့ဖော်ပြချက်တယ်အဲ့တော့သူတို့ကကျတော့ဘာလုပ်လဲဆိုလို့ရှိရင် give defining physical and နော် other detail သူတို့ကကျတော့ပြောရမယ်ဆိုလို့ရှိရင် defining နော် defining ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့နော်ထင်သာမြင်သာတဲ့ပေါ်လွင်စေတဲ့အဓိပ္ပာယ်ပေါ်စေတဲ့ physical ဘာမှမဟုတ်ရှင်က other details တွေအဲ့ဒါတွေသူတို့ပေးပါတယ်တဲ့ဥပမာဆိုလို့ရှိရင် site ပေါ့နော်ဟိုဟာတွေသူတို့ရဲ့ရွေးစား shape ဒါမှမဟုတ်ရှင်ကဘယ်လိုပုံစံလဲဆိုတဲ့ဟာဥပမာ color ဆိုလို့ရှိရင်လည်းဘာရောင်ရှိလဲ personality ခုလူတယောက်အကြောင်းပေါ့လူတယောက်အကြောင်းဆိုလို့ရှိရင်ဘယ်သူပေါ့သူဆိုလို့ရှိရင်အရင်မြင်ရဘယ်လောက်ရှိလဲเนาะဘယ်လိုပုံစံရှိလဲဆိုတဲ့ဟာဒါမျိုး description ခေါ်တာဟုတ်เนาะတိဟိုဟာနဲ့အဲ့ဒီအချက်လက်တွေနဲ့ကိုင်းညီပြီးတော့တခါလဲဘယ်သူဆိုတဲ့ဟာမျိုးကိုတိတာအောင်အဲ့လိုဖော်ပြချက်တွေဒါကလည်းစာရင်းမှာပဲဒီလိုမျိုးဖော်ပြချက်တွေပါတယ်အဲ့တော့ဥပမာအနေနဲ့ကြည့်မှာဆိုလို့ရှိရင် that ကြောင့်လည်း have excellent hearing ပြောလို့ရှိရင် and a strong sense of smell အဲ့တော့ကြောင့်နေသည်အလွန်အင်မတန်မှကောင်းတဲ့အကြားအာရုံရှိပြီးတော့သူတို့ရဲ့အနံ့ခံစွမ်းရည်ရတဲ့တိတ်ကိုအားကောင်းတယ်။ဒါဒီလိုမျိုးပြောလိုက်ပြီဆိုလို့ရှိရင်ကြောင်နေမှာကဘယ်ဟာကအားကောင်းနေဆိုတဲ့ဟာပြီးကြောင်ဆိုတာဘယ်လိုမျိုးစွမ်းရည်တွေရှိတယ်ဆိုတဲ့ဟာကိုတမ်းပြီးတော့တိသွားနိုင်တယ်ဒီလိုမျိုးဖော်ပြချက်တွေဒီ description တွေရတယ်ထည့်ပြီးကြည့်ရမယ် evidence တွေမှာပါတယ်။ဟုတ်ဆုံးတစ်ခုကကျတော့ဘာလဲဆိုရင် example ဥပမာဟုတ်ဥပမာကတိတ်တစ်ခုခုကိုရှည်ဝေးရှင်းပြနေရမလို့ပဲနဲ့ရှိနေပြီကနော် specific instant or something တစုံတစ်ခုရဲ့နော်ဟိုဟာကိုဥပမာဖော်ပြလိုက်တယ်ဆိုတာနဲ့တည်းပဲတမ်းပြီးတော့လွယ်လွယ်ကူကူသိသွားနိုင်တဲ့ဟာမျိုးရှိတယ်ဥပမာနော်ဒီမှာပေါ့ small dot နော်ခွေးတေးသေးလေးတင်းငယ်တဲ့ခွေးလေးတွေ such as poodle အဲ့ poodle လို့ခွေးသေးသေးလေးတွေကိုပြောလိုက်လို့ရှိရင်ရုပ်တရက်ကဘာမှ
မျက်လုံးထဲမှာမြင်မယ်ဒါပေမဲ့နောက်မှာသူဥပမာပေးထားတယ် suggest poodles and the terrier terrier တို့လိုမျိုး poodle လိုမျိုးခွေးသေးသေးလေးတွေကိုပြောလိုက်လို့ရှိရင်ဒါဒီဘယ်လိုကောင်မျိုးတွေကိုရည်ရွယ်ပြီးပြောချင်တာလဲဆိုတာကိုတန်းပြီးသိပါတယ်အဲ့တော့ဒီလိုမျိုး example တွေရတယ်ဒါကြည့်ရမယ်နော်ဟုတ်ပြီဒီအောက်မှာနော်သူက brochure တစ်ခုပေးထားတယ်ဘာအကြောင်းလဲဆိုတော့ recycling နော်ပြန်ပြီးတော့စွန့်ပစ်ပစ္စည်းတွေကိုပြန်ပြီးတော့အသုံးချတဲ့အကြောင်း okay အဲ့တော့ပထမအောင်ဆုံးကြည့်လိုက်မယ်ဆိုရင်စစချင်းဒီအပေါ်ကနော်ဘိုးလက်တာနဲ့ရေးထားတဲ့ကောင်ကြီးဒီဘာလဲဆိုတော့ heading တော့ဒါမှမဟုတ်လို့ရှိရင် title အဲ့တော့ဒီ title ကဘာကိုပေးလဲဆိုလို့ရှိရင်ဒီအောက်မှာပါလာမဲ့နော် paragraph ဒီဘာအကြောင်းပြောထားမလဲဆိုတာကိုဒီ title ကသူဒီရှင်းပြထားတယ် okay recycling is important နော်စပစ်ပစ္စည်းတွေကိုပြန်လဲအသုံးချခြင်းဒီအရေးကြီးပါတယ်ဆိုပြီးတော့ခေါင်းစဉ်တက်တာအဲဒါဆိုလို့ရှိရင်သိကြတယ်အောက်မှာပါလာမဲ့ paragraph မှာပြောမဲ့အကြောင်းအရာဒီဘာဖြစ်လို့ recycling လုပ်ဖို့အရေးကြီးလဲ recycling လုပ်တာရဲ့အားသာချက်တွေကဘာလဲဆိုတဲ့ဟာတွေကိုပြောတော့မယ်ဆိုဒါစာရေးသူတွေစာဖတ်သူတွေအနေနဲ့အကြမ်းမြင်သိနိုင်မှာဖြစ်တယ်။ Okay ပထမဆုံးကြောင်းဖတ်ကြည့်အောင် recycling is the process for collecting and processing material that would otherwise be thrown away such as trash and turning them into a new product အဲ့တော့သူဒီမှာဒါဆိုလို့ရှိရင်သိကြတဲ့ definition ပေါ့နော်အဓိပ္ပာယ်ဖွင့်ဆိုတာ recycling ဆိုတာဘာလဲဆိုတာကိုအဓိပ္ပာယ်ဖွင့်ဆိုတာနော်အဲ့တော့ recycling ပြန်လည်အသုံးချခြင်းဆိုတာတဲ့ is the process နော်ဖြစ်စဉ်တစ်ခုလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ် of collecting နော်စုဆောင်းတာ ਨੇ ပြီးတော့လို့ရှိရင် processing material နော်ဒီ material တွေနော်ကုန်ကျန်းတွေကိုပြန်ပြီးတော့ process လုပ်တာဘယ်လိုမျိုး material တွေလဲဆိုတော့ that will otherwise be thrown away such as အဲ့တော့အမိုက်လိုမျိုးเนาะဒီလိုမှပြန်ပြီးသုံးမချဘူးဆိုလို့ရှိရင်လွတ်ပစ်လိုက်တော့မယ်လွတ်ပစ်လိုက်ရတော့မယ်เนาะ material ကုန်ကျန်းတွေကိုเนาะရှာဖွေမယ် process လုပ်မယ်အဲ့ဒါပြီးသွားလို့ရှိရင် turning them into a new product နောက်ထပ်ပစ္စည်းတစ်ခုအနေနဲ့ပြန်ပြီးတော့เนาะပုံစံပြောင်းလဲသုံးစွဲခြင်းကိုဒါကို recycle လုပ်တယ်လို့ခေါ်တယ်အဲ့တော့ recycle လုပ်တယ်ဆိုတာတိတ်ရှည်ဝေးမတွေးဘဲနဲ့ပြောရမယ်ဆိုလို့ရှိရင်အခုအိမ်မှာเนาะရေတံမှုခေါ်နေအချိုရည်ဘူးခေါ်နေအဲ့ဒါဆိုလို့ရှိရင်ဒါကိုနော်တချို့အချိုရည်ဘူးခေါ်နေဆိုလို့ရှိရင်တောက်ပြီးသွားလို့ရှိရင်သူက recycle ပြန်မလုပ်ဆိုတည်ကြတယ်ဒီကောင်လေးဒီအမိုင်တောင်းနဲ့ရောက်သွားမှာပြန်ပြီးတော့ပြန်ပြီးတော့သုံးရအကြောင်းမရှိဘူးဒီကောင်လေးကိုလွတ်ပြလိုက်မှာအဲ့လိုမှမဟုတ်ဘဲနဲ့အချိုရည်ဘူးခေါ်နေပေါ့နော်အိမ်မှာပစ္စည်းတစ်ခုခုထည့်တာပဲဖြစ်ဖြစ်ဥမာဆန်တို့ဘာတော့အဲ့လိုမျိုးပစ္စည်းထည့်တာပဲဖြစ်ဖြစ်ရေပြန်ထည့်ပြီးသုံးတာပဲဖြစ်ဖြစ်ဒါမျိုးကို recycle လုပ်တယ်လို့ခေါ်တယ် okay အဲ့တော့ဒီမှာသူက recycling လုပ်တယ်ဆိုတာကဘယ်လိုမျိုး process ပါဆိုတော့အကြောင်းအရာကိုသူက definition ဖွင့်လာပြီပါနောက်တစ်ပိုက်ကိုကြည့်အောင် benefit of recycling ဒီအဲ့ဒါဆိုလို့ရှိရင်ဒီ heading ကိုကြည့်လိုက်ရတဲ့ဒါတေးကြတယ်အောက်မှာပြောထားမယ့်အကြောင်းအရာတွေဒီ recycling လုပ်လို့ရလာမယ့်ကောင်းကျိုးတွေကိုပြောထားမယ်ဆိုဒီ heading ကိုဖတ်တာ ਨੇ သိတာနော်အဲ့တော့ဒါလေး heading လို့ပါတော့ဆိုတာဒီအောက်မှာသူရဲ့ purpose ကဘာကိုညီညွတ်ပြီးပြောချင်တာပါဆိုတဲ့ဟာမျိုးကိုလေ့လာတဲ့နေရာသိအောင်လုပ်တဲ့နေရာတွေမှာဒါဒီ heading လို့ဟိုဟာလို့ definition လို့ဆိုတာဒီကြည့်ရမယ်နော်လိုက်ပြီးတော့ရှာရမယ် evidence တွေဖြစ်ကြတယ် recycling can benefit your community and the environment because recycling ပြန်လည်အသုံးချခြင်း can benefit နော်အကျိုးရှိစေနိုင်ပါတယ်တဲ့ဘယ်ဟာလဲဆိုတော့ your community မင်းရဲ့လူပတ်ဝန်းကျင်နဲ့ပြပါလို့ရှိရင် environment ဘာပတ်ဝန်းကျင်ကိုနော်အကျိုးရှိစေနိုင်ပါတယ် because ဘာကြောင့်လဲဆိုတော့ it reduce the amount of waste sent to the landfill and the နော် incinerator incinerator ဆိုတာကဒီအမိုက်တွေကိုပေါင်းပြီးတော့မီးရှို့တဲ့ဖိုတွေပေါ့ပြပါလို့ရှိရင် landfill အမိုက်ပုံနေအဲ့တော့ဒီလိုမျိုး recycle လုပ်လိုက်မယ်ဆိုလို့ရှိရင် recycle လုပ်တယ်ဆိုတာဒီနော်ပြန်ပြီးမသုံးတော့အမိုက်ဖြစ်တော့မဲ့ပစ္စည်းတွေကိုပြန်ပြီးသုံးတာအဲ့တော့ဒီကောင်တွေ recycle မလုပ်ဆိုသိကြတယ်ဒါတွေဒီအမိုက်ပုံတွေတွေကိုရောက်သွားမှာပဲအဲ့တော့ recycle ပြန်လုပ်ခြင်းအပြင်အမိုက်ပုံတွေကိုရောက်သွားမဲ့ပစ္စည်းတွေနော်တဖြည်းဖြည်းနဲ့လျော့လာတယ်နောက်ပြီးတော့ဆိုရှင်သူဒီ conserve the natural resources such as timber water and mineral အဲ့တော့ပစ္စည်းတစ်ခုကိုတစ်ခါတည်းမဟုတ်ဘဲနဲ့ထပ်ပြန်ပြီးသုံးခြင်းအပြင် natural resource တွေเนาะသဘာဝအရင်းမြစ်တွေဖြစ်တဲ့ဥမာ timber ဆိုတဲ့ကျွန်းသစ်လိုမျိုးပြီးရင်ရေလိုမျိုးပြီး mineral ဆိုတဲ့သတ္တုတွေကိုမျိုးเนาะဒါတွေကိုထိမ့်သိမ်းရရောက်တယ်ပြီးရင်တတိယချက်အနေနဲ့ prevent ကာကွယ်ပေးတဲ့ဘာလို့လဲဆိုလို့ရှိရင် pollution ညဉ့်ညမ်းမှုတွေ by reducing the need to collect new raw material save energy အဲ့တော့
ပစ္စည်းတွေကိုကိုယ်ပြန်ပြီးတော့သုံးခြင်းအားဖြင့်နောက်ထပ်ပစ္စည်းအသစ်တွေနော်နောက်ထပ်ကုန်ကျန်းတွေကိုရှာဖွေဖို့အတွက်လိုအပ်တဲ့ energy တွေကိုထိမ့်သိမ်းလိုက်ခြင်းအပြင် pollution နဲ့လည်းမဖြစ်တော့ဘူးเนาะ pollution တွေဖြစ်နိုင်တဲ့ risk ကိုပဲသူကเนาะ prevent လုပ်ပေးနောက်စရုပ်ဓာတ်အချက်အနေနဲ့ဆိုလို့ရှိရင် reduce greenhouse gas emission that contribute to global climate change အဲ့တော့နော်ဒီကမ္ဘာကြီးရဲ့ climate change တွေကိုဖြစ်စေတဲ့ greenhouse gas emission တွေကိုလည်းသူဒီလျှော့ချပဲgreenhouse gas emission ဆိုတာကပြောရမယ်ဆိုလို့ရှိရင်เนาะကာဗွန်ဒိုင်အောက်ဆိုက်တို့ကာဗွန်မိုနောက်ဆိုက်တို့အဲ့အစရှိတဲ့ဒီဖန်လုံအိမ်အာနိသင်ကိုဖြစ်စေတဲ့ gas တွေပေါ့အဲ့ဒါတွေထုတ်လွှတ်ခြင်းကိုလည်းသူကလျှော့ချတယ်ပြီးတော့ဒီမှာအချက်အနေနဲ့ဆိုလို့ရှိရင် help sustain the environment for future generation အဲ့တော့နောက်လာမယ့်မျိုးဆက်အသစ်တွေအတွက်ဆိုလို့ရှိရင်လည်းဒီကိုယ့်ရဲ့သဘာဝပတ်ဝန်းကျင်ကိုရရှိခံအောင်ထိန်းသိမ်းမိရရောက်တယ်အဲ့တော့ဟုတ်တယ် recycle မလုပ်ဘူးဆိုလို့ရှိရင်ဒီကြတဲ့အမိုက်တွေများလာမယ်အမိုက်တွေများလာလို့ရှိရင်နော်တဖြည်းဖြည်းနဲ့ဒါပါတော့ဒီအမိုက်တွေဒီ landfill တွေမှာမနိုင်တော့ဘူးဆိုလို့ရှိရင်ဘယ်တွေကိုရောက်မယ်နော်ဒီဟိုဟာတွေရေဆိုးမြောင်းနေမြစ်တွေချောင်းနေအဲ့တွေကိုရောက်မယ်ဒါမှမဟုတ်နော်ဒီကောင်တွေကိုအမိုက်တွေမိပုံရှို့ခဲ့တယ်ဆိုရင်အဲ့ရထွက်လာမဲ့ဟာတွေဒီနော်ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့တွေထွက်လာမဲ့ဒါတွေဒီ greenhouse effect ကိုဖြစ်စေနိုင်မယ်အဲ့တော့ကိုကပြန်ပြီးတော့ recycle လုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့သဘာဝပတ်ဝန်းကျင်ကိုနောက်လာမဲ့မျိုးဆက်အတွက်ကိုအများကြီးထိန်းသိမ်းပြီးရောက်တယ်အဲ့တော့နောက်ဆုံးအချက်အနေနဲ့ဆိုလို့ရှိရင် help create new well-being job in the recycling and the manufacturing industry in the United States အဲ့တော့နောက်ထပ်စီးပွားရေးရဆိုလို့ရှိရင်လည်းဒီ recycling ဆိုတဲ့ industry တစ်ခုထပ်ပြီးတော့ပေါ်လာတဲ့အတွက်ကြောင့်မို့လို့เนาะဝင်ငွေကောင်းတဲ့လုပ်တွေထပ်ပြီးတော့ဖန်တီးပေးတယ်ပြီးတော့ဆိုရှင်ဒီ United States เนาะ American ပြည်ထောင်စုမှာဆိုလို့ရှိရင်လည်းဒီကုန်ထုတ်လုပ်မှု industry မှာဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတဲ့ဝင်ငွေကောင်းတဲ့အလုပ်တွေကိုဖြစ်စေတချို့ဆိုလို့ရှိရင်အခုကြားမိမှာပါဒီနော်တောက်တဲ့ e ဘူးခေါ်နေဆိုတာဘူးခေါ်နေနော်အဲ့ဒါတွေကိုပြန်ပြီးတော့ဟွာလုပ်ပြီးတော့မှ recycle လုပ်ပြီးတော့မှနောက်ထပ်ဘူးကောင်အစ်စ်တွေနော်ထပ်ပြီးတော့ထုတ်တာအဲ့ဒါတွေကိုပြန်ပြီးတော့သုံးတဲ့ဟာနော်အဲ့လိုမျိုး recycle ဘူးကောင်တွေကိုသုံးလိုက်တာဟုတ်ကဲဒီမှာဆိုလို့ရှိရင်ဒါမျိုးကို description လို့ခေါ်တယ်ပုံနဲ့ဖော်ပြကြပေါ့အဲ့တော့ what happened နော် to step we throw away အဲ့တော့ကျွန်တော်တို့စွန့်ပစ်လိုက်တဲ့ပစ္စည်းတွေကဘာတွေဖြစ်သွားကြလဲတဲ့အဲ့တော့ဘလူဆိုတဲ့ဟာကိုစာနဲ့အရှိကြီးမရေးတော့ဘူးဒီမှာပုံလေးပြလိုက်တယ်ပိုင်းချက်လေးနဲ့ပြလိုက်တယ်အဲ့ပိုင်းချက်လေးမှာဆိုလို့ရှိရင် discard ဖြစ်သွားတဲ့ကောင်ဒီနော် 53.8% ရှိမယ်ပြီးတော့ဆိုရှင် recycle or compose ဖြစ်သွားတဲ့ကောင်နော် recycle ပြန်သုံးတဲ့ကောင်ဒီ34.5% ရှိမယ်နော် converse for energy energy ဖြစ်ဖို့အတွက်ကိုလောင်ကျွမ်းသွားတဲ့ကောင်ဒီ11.7% ရှိမယ်ဟောအဲ့ဒါဆိုလို့ရှိရင်တော့ဘယ်ဟာအတွက်ကိုเนาะဘလောက်ကောင်ဘလောက်သုံးလိုက်ရပါတယ်ကျွန်တော်တို့ဆွန့်ပစ်လိုက်တဲ့ပစ္စည်းတွေကဘာတွေဖြစ်သွားပါလဲဆိုတဲ့ဟာကိုဒီမှာပိုင်းချက်လေးနဲ့ဖော်ပြလိုက်တော့တိတ်အများကြီးเนาะစာရေးအများကြီးအရှိကြီးရေးနေကြမလို့တန်းပြီးတော့ထိတာပါတယ်ဒီနောက်ဆုံးချက်ကကျတော့ step in recycling material အဲ့တော့ဒီကုန်ပစ္စည်းတွေနော်စွန့်ပစ်ပစ္စည်းတွေကို recycle ပြန်လုပ်တော့မယ်ဆိုလို့ရှိရင်ဘယ်အချက်တွေပါဝင်လဲဆိုတော့ recycling include these three major steps အဲ့တော့ recycling လုပ်တဲ့နေရာမှာဒီအချက်၃ချက်အရေးကြီးတဲ့အချက်၃ချက်ပါဝင်တယ်နံပါတ်၁ချက်ဒီ collecting and processing material for recycling အဲ့တော့ recycling လုပ်မဲ့နော်ပြန်ပြီးတော့သုံးမဲ့ကုန်ပစ္စည်းတွေကိုရှာဖွေရမယ်ပြောလို့ရှိရင် process process လုပ်ရမယ်ဆိုတော့ဒါမျိုးပြန်ပြီးတော့သုံးလို့ရလားမရလားဘယ်လိုပြန်သုံးအောင်လဲဆိုပြီးတော့ process လုပ်ကြမယ်ပြီးရင်နံပါတ်2အချက်အနေနဲ့ဆိုလို့ရှိရင် manufacturing recycling material integrity အဲ့တော့ဒီလိုမျိုးပြန်ပြီးနော် recycle လုပ်လိုက်တဲ့ကုန်ပစ္စည်းကုန်ကျန်းပစ္စည်းတွေကိုဆိုလို့ရှိရင် material တွေကိုဆိုလို့ရှိရင် integrate ကုန်ပစ္စည်းအနေနဲ့ပြန်ပြီးတော့ထုတ်ကြအဲ့တော့ကုန်ကျန်းကနေပြီးတော့ကုန်ကျော်ပြန်ထုတ်တာကိုပြောတာမင်းနောက် number 3အနေနဲ့ဆိုလို့ရှိရင် purchasing product made from recycled material အဲ့တော့ဒီလိုမျိုး recycle လုပ်ထားတဲ့ကုန်ကျန်းပစ္စည်းတွေကနေထုတ်ထားတဲ့ကုန်ပစ္စည်းတွေကိုဝယ်အားပေးရမယ် such as paper towel နော်အဲ့ဒီစက်ကူတွေပါတယ်ဆိုလို့ရှိရင်လည်းဒါ recycle ဟိုဟာတွေ recycle paper တွေနော်အဲ့လိုမျိုးရှိနေပြီပြောလို့ရှိရင်ခုနကပြောတဲ့အတိုင်းနော် aluminum နော် soda can တွေပါတယ်ဆိုလို့ရှိရင်အဲ့ဒီ soda can တွေဆိုလို့ရှိရင်အဲ့ကောင်တွေကိုဟိုဟာကနော်
ပြန်ပြီးတော့အရေးကြိုပြီးသွားတော့မှအဲ့ဒီဟာကို aluminum sheet တွေပြန်လောင်းပြီးသွားတော့မှအဲ့ဒါနောက်တစ်ခါဆိုတာကန်တွေပြန်ထုတ်ဒါမျိုးတွေလုပ်တယ်ပေါ့ဒါကိုပြောရရင်နောက်တော့ plastic တွေပါမယ်နော် glass soft drink container တော့ AE တို့ပါတော့နော်အဲ့တော့ AE ပလင်းနေနော်ဖန်ပလင်းနေပေါ့အဲ့ဒီပြောလို့ရှိရင် steel can နော်ဟိုဟာလေး steel ဘူးတွေပြောလို့ရှိရင် plastic laundry detergent bottle အဲ့တော့ဟိုအိမ်မှာသုံးတဲ့အစွမ်းချက်စီတို့စပ်ပြာတို့အဲ့ဒါတွေရဲ့နော် plastic ဘူးတွေထားရဆိုလို့ရှိရင်နော်recycle material ရနေပြီးတော့ထုတ်ထားတဲ့ကုန်ပစ္စည်းတွေကိုပြန်ပြီးတော့ဝယ်ယူပြီးတော့သုံးချတယ်နော် okay မှာဆိုလို့ရှိရင် here is the check that list different kinds of evidence to look for in the brochure to help you determine its audience and purpose အဲ့တော့ဟုတ်ပြီဒီမှာကတော့ဒီ brochure တစ်ခုလုံးမှာတော့ရေးလိုက်ပြီအဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကြည့်ရတော့မယ်နော်ကြည့်ရတော့မယ်ဆိုတာကဒီ informational test တွေကိုနားလည်ဖို့ဆိုခုနကပြောခဲ့တယ်အရေးကြီးတဲ့မေးခွန်းနှစ်ခုကိုမေးရမယ်သူရဲ့ primary purpose ကပါလဲပြီးသွားလို့ရှိရင် audience ကပါအဲ့တော့အဲ့ဒီ audience နဲ့ primary purpose ကိုတည်ဖို့ဆိုလို့ရှိရင်ဒီအောက်က list ထဲမှာပါတဲ့နော် evidence တွေကိုကိုကရှာရတော့ okay ဒီချာကြည့်မယ်ဆိုလို့ရှိရင်နော် title မှာကြည့်လိုက်ပြီဆိုလို့ရှိရင် title ပါတယ်လေ recycling is important ဒီလိုမျိုးစွန့်ပစ်ပစ္စည်းတွေကိုပြန်လဲအသုံးချခြင်းဒီရေးကြီးပါတယ်ဒါ title ပေါ့ပြောလို့ရှိရင် heading နော်သူရဲ့ခေါင်းစဉ်ခွဲတွေမှာဆိုလို့ရှိရင် benefit of recycling ပြောလို့ရှိရင် step in recycling material ဒီလိုမျိုးခေါင်းစဉ်ခွဲတွေပြီးနောက်ထပ် definition definition ဆိုလို့ရှိရင် recycling ကဘယ်လိုမျိုးဆိုတာကိုရှင်းပြတဲ့ definition တွေပါပြောလို့ရှိရင် example တွေဆိုလို့ရှိရင်ဥပမာနော်ဒီ recycle လုပ်လို့ရတဲ့အကျိုးရလဒ်တွေပြောလို့ရှိရင် recycle process ရဲ့เนาะအစင်စင်တွေပြောလို့ရှိရင်ဘယ်လိုမျိုးကုန်ပစ္စည်းတွေကဟောဒီ recycle material တွေကနေထုတ်ထားလဲဆိုတဲ့ဟာတွေအဲ့ဒါမျိုး example တွေဒါတွေကိုကြည့်အောင်ပြီး explanation ရှင်းပြချက်တွေပေါ့เนาะဒီ recycling ကဘာကြောင့်တင်ရဲ့เนาะဟောဘာကြောင့်လုပ်တင်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ community နဲ့ environment ကိုเนาะအကျိုးဖြစ်စေလို့ပြောလို့ရှိရင် description of visual အဲ့တော့ပုံနေပြောလို့ရှိရင်ဖော်ပြချက်တွေခုနเนาะပိုင်းချက်တို့ဘာလို့ဒီလိုမျိုးဟာတွေပေါ့အဲဆိုလို့ရှိရင်အခုဒီမှာဆိုရင်ဒီမှာဆိုလို့ရှိရင်ဒီလွတ်ပြလိုက်တဲ့ပစ္စည်းတွေကဘာဖြစ်သွားလဲဆိုတဲ့ဟာကိုဖော်ပြထားတဲ့ပိုင်းချက်လေးပါတယ်အဲ့တော့အဲ့ဒါလေးဆိုလို့ရှိရင်ဒါကကြည့်ရမယ့် evidence တွေ okay အဲ့ဒါဆိုလို့ရှိရင်ဒီ evidence တွေကိုကြည့်ပြီးတော့ခုနမေခွန်းနှစ်ခုဖြေလို့ရအောင် okay who is the audience for this document အဲ့တော့ဒီစာကြီးဘယ်သူတွေကိုရည်ညွှန်းလာလဲဆိုရင်เนาะ people who do not recycle အဲ့တော့ recycle လုပ်ပြီးသားလူတွေကတော့ဒီအကြောင်းတွေပြောနေစရာမလိုတော့ဘူးဒါကတော့เนาะဒါရေပွားအပြင်ပြောနေစရာမလိုတော့ဘူးအဲ့တော့ဘယ်သူတွေကိုပြောနေတာလဲဆိုရင် recycle မလုပ်တဲ့လူတွေပြန်လဲအသုံးမချတဲ့လူတွေကိုပြန်လဲအသုံးချတဲ့ဒီလိုမျိုးကုန်ပစ္စည်းတွေကိုပြန်ပြီးတော့အသုံးချတဲ့မှာလည်းဒါတွေဒီဘာကောင်းကျိုးရှိတယ်ဆိုပြီးတော့ပြောပြအဲ့တော့ဒါဒီသူရဲ့ target audience ဖြစ်မယ်ပြီးတော့ဆိုရင် what is the purpose of this document အဲ့တော့ဘာဖြစ်လို့ဒီစာကိုရေးရတာလဲဒီစာရဲ့ primary purpose ဒီဘာလဲဆိုတော့ to explain the recycling process to them အဲ့တော့ recycle လုပ်တယ်ဆိုတာဘာလဲဆိုတာကိုဒီလိုမျိုး recycle မလုပ်တဲ့လူတွေကိုရှင်းပြဖို့အဲဆိုလို့ရှိရင်ခုနကနော်အရေးကြီးတဲ့မေခွန်းနှစ်ခု primary purpose ကဘာလဲဆိုတဲ့ဟာနဲ့နော် audience ကဘာတူလဲဆိုတဲ့ဟာနဲ့ကိုနော်ဒီမှာဒီ evidence တွေကိုကြည့်ခြင်းအဖြစ်တည်သွားနိုင်ပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါကဘယ်စာဘယ် information နဲ့ test ကိုပဲဖတ်ဖတ်နော်ဒီနှစ်ခုကကွာတီးအောင်လုပ်ကြမယ်ဒီနှစ်ခုကိုတီးဖို့ဆိုလို့ရှိရင်ဒီ checklist ထဲမှာပါတဲ့ evidence တွေကိုရှာပြီးကြည့်ပြီးတော့မှခုနမေခွန်းနှစ်ခုကိုဖြည့်ကြည့်ရမယ်အဲ့တော့ဒါဒီမှာအဲ့ဒီ information နဲ့ test တစ်ခုလုံးကိုနားလည်ပါ exercise တွေကိုနော်ခေါင်းကိုလုပ်ကြည့်ကြပါ okay နောက်တစ်ခုကကျတော့ခုနကကျတော့ဒီဟိုဟာကိုနော်ဒီ informational test ထဲမှာပါတယ် audience ကဘာတူပြောလို့ရှိရင် purpose ကဘာလဲဆိုတာပြီးရင်အဲ့ထဲမှာပါတယ် evidence တွေကိုနားလည်အောင်လုပ်တာခုကကျတော့ understanding how idea organize အဲ့တော့ဒီမှာကျတော့အခုနောက်တစ်ခုအနေနဲ့ပါလဲဆိုလို့ရှိရင်ဒီ test ထဲမှာပါတဲ့ idea တွေကိုဘယ်လို organize လုပ်ထားလဲဘယ်လိုမျိုးစနစ်တကျနော်ဖွဲ့စည်းထားလဲဆိုတဲ့ဟာကိုနားလည်အောင်လုပ်တယ်ပြောမှဆိုလို့ရှိရင် authors organize what they write for a reason အဲ့တော့စာရေးတဲ့သူတွေဒီသူတို့ဘာအတွက်ကြောင့်မလို့သူတို့
ဘာအတွက်ကြောင့်မို့လို့ရေးတယ်သူတို့ reason တစ်ခုအတွက်ရေးတဲ့အရာတွေเนาะဒါ hamper လည်းဖြစ်နေဖြစ်မယ် brochure လည်းဖြစ်နေဖြစ်မယ်เนาะ recipe လည်းဖြစ်နေဖြစ်မယ် recipe လည်းဖြစ်နေဖြစ်မယ်เนาะအဲ့လိုမျိုး organize လုပ်ပြီးရှိဥပမာအနေနဲ့ structure manual เนาะအဲ့တော့ဒီပေါ့ manual is organized လိုမျိုးတွေကို organize လုပ်တာ as a series of steps เนาะလုပ်ငန်းအဆင့်ဆင့် for reader to follow ဒီစာဖတ်တဲ့လူတွေလိုက်နာဖို့အတွက်လုပ်ငန်းအဆင့်ဆင့်နေနဲ့ရေးထားတယ် so that they can complete a test အဲ့ဒါမှသူတို့ကနော်ဒီ test တစ်ခု complete ဖြစ်အောင်အဲ့တော့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် DVD player နဲ့ TV နဲ့ဘယ်လိုချိန်လဲပေါ့အဲ့ဒါဆိုလို့ရှိရင်သူရဲ့ဒီ instruction manual မှာဆိုလို့ရှိရင်ပါလိမ့်မယ်ပထမဆုံးအဆင့်အနေနဲ့เนาะဘယ် cable နဲ့ဘယ် cable နဲ့ကို join ရမယ်လို့ဘယ်အောင်ဘယ်လိုလုပ်ရမယ်လို့စသည်ဖြင့်เนาะဒီစာဖတ်တဲ့လူကเนาะတစ်ဆင့်ချင်းလိုက်နာရမယ်เนาะ step တွေသူမှတွဲလိုက်အဆင့်လိုက်ပါမယ်ဒါမှမဟုတ်လို့ရှိရင်လည်းเนาะဟိုခုံတစ်ခုလုံးပေါ့အခုအာဂီယာတို့ဘာတို့ကနေပြီးတော့ခုံတွေပိုင်းမှာလိုက်တယ်အဲ့ဒါဆိုလို့ရှိရင်ဒါကိုတော့ဘယ်လိုမျိုးတက်ဆင်ရမလဲဆိုတဲ့ဟာမျိုးတွေအဲ့လိုမျိုး instruction manual တွေမှာဆိုလို့ရှိရင်စာရေးတဲ့လူကသူ့ရဲ့အဓိက purpose ဒီအလုပ်တစ်ခုကိုသူကဖြစ်စေချင်တာ accomplish ဖြစ်စေချင်တာအဲ့ဒီအတွက်ကြောင့်မို့သူကinstruction ပေးတဲ့နေရာမှာဆိုလို့ရှိရင်သူတစ်ဆင့်ချင်း serious step အနေနဲ့ organize လုပ်ထားတယ်သူရေးတဲ့စာဥပမာနောက်ထပ်ပုံစံတစ်မျိုးအနေနဲ့ဆိုလို့ရှိရင် news story เนาะသတင်းတစ်ပုဒ်ကိုဆိုလို့ရှိရင် it often written in order in which the event described took place so that the reader can understand how those event unfold အဲ့တော့သတင်းတွေရေးတယ်ဆိုတဲ့နေရာမှာဆိုလို့ရှိရင်သူတို့ဒီဖော်ပြထားတဲ့ event ကဘယ်နေရာမှာဖြစ်ပွားခဲ့လဲဘယ်လိုဖြစ်ပွားခဲ့လဲเนาะစာရှိပြီးဖြစ်ရေးလေးရှိတယ်အဲ့လိုမျိုးရေးတော့မှเนาะစာဖတ်တဲ့လူတွေဒီအဖြစ်အပျက်ကဘယ်လိုဖြစ်သွားခဲ့တာဘယ်နေရာမှာဖြစ်သွားခဲ့တာဘယ်အချိန်မှာဖြစ်သွားခဲ့တာဆိုပြီးတော့သိနိုင်မှာဖြစ်တယ်အဲ့တော့ဒီ purpose ပေါ်လိုက်ပြီးတော့အနေနဲ့များတော့သူတို့ organize လုပ်တဲ့ပုံစံကြီးခွာခြားကြတယ်တစ်ခုနဲ့တစ်ခုတော့တပုံစံနဲ့ဖြစ်နေမှာမရှိဘူးခွာမယ်အဲ့တော့ညာတော့အဖြစ်နော်ဟိုစာရေးတဲ့သူအများစုကဆိုလို့ရှိရင်ဒီအောက်က pattern တွေကနော်တစ်ခုတောင်မှမဟုတ်လို့ရှိရင်တစ်ခုထပ်ပို့ပြီးတော့သူတို့သုံးကြတယ်အဲ့တော့အဲ့ဒါတွေကပါတယ်လို့ဆိုရင်ပထမဆုံးတစ်ခုကကျတော့ chronological order အစဉ်လိုက် order အစဉ်လိုက်ရေးတာဘာမှမဟုတ်လို့ရှိရင် process ဖြစ်စဉ်အလိုက်ရေးတဲ့ဟာမျိုးနော်နောက်ဒုတိယတစ်ခုကကျတော့ comparing and contrasting compare လုပ်တစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ပြီးရေးမယ်ဒါမှမဟုတ်လို့ရှိရင်လည်းသူတို့နှစ်ခုကြားတဲ့ဟာမတူကွဲပြားချက်တွေကို contrast လုပ်ပြီးတော့ရေးမယ်နောက်တစ်ခုကျတော့ cause and effect အဲ့တော့ဘယ်လိုမျိုးနော်ဖြစ်စဉ်ကဘယ်လိုအကျိုးရလဒ်မျိုးဖြစ်စေခဲ့တယ်အဲ့တော့ဘာလုပ်လိုက်လို့ဘာဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးနော်ဒီ cause and effect နော် action reaction ရေးတဲ့ဟာမျိုးနော်အဲ့ဒီပုံစံမျိုးနဲ့လည်းသူတို့စာ organize လုပ်ချင်လုပ်ပဲနောက်တစ်ခုကကျတော့ problem solution အဲ့တော့သူတို့ဒီဘာကပြဿနာဖြစ်နေတဲ့ဥပမာထားပါတော့နော်ဒီနေ့ခေတ်မှာဆိုလို့ရှိရင်ကမ္ဘာကြီးမှာနော် global warming ကနော်ပြဿနာတစ်ခုဖြစ်နေတယ်ဒါဆိုလို့ရှိရင်ဒီ global warming ကိုပြန်ပြီးတော့ combat လုပ်ဖို့ encounter လုပ်ဖို့အတွက်ကနော်ဘယ်ဟာဒီ solution မှာဘယ်ဟာဒီဖြေရှင်းချက်ပါဆိုပြီးတော့ဒီလိုမျိုး problem ပြောပြီးတော့ solution ပြောတဲ့ပုံစံမျိုးနဲ့လည်း organize လုပ်ချင်လုပ်မယ်ဒါကတော့သူတို့ရဲ့ purpose နဲ့ရေးတဲ့ဟိုပေါ်မူတည်ပြီးတော့ဝယ်ပြန်တော့เนาะအဲ့တော့အဲ့ဒီကနေမှပထမဆုံး chronological order နဲ့ရေးတဲ့ဟာလေးကြည့်အောင်အဲ့တော့ chronological order ဆိုတာပြောရမယ်ဆိုလို့ရှိရင်တစ်ခုနဲ့တစ်ခုအစဉ်လိုက်ပေါ့အခုဖြစ်စဉ် A ဖြစ်စဉ် A ပြီးသွားတော့မှဖြစ်စဉ် B ဖြစ်စဉ် B ပြီးသွားတော့မှဖြစ်စဉ် C အဲ့လိုမျိုးနော်တစ်ခုနဲ့တစ်ခုတောင်းနေရင်မြတ်ရေးတာမျိုးမဟုတ်ပဲလေအစဉ်လိုက်ဖြစ်စဉ်နော်အရင်ဆုံးဖြစ်တဲ့ကောင်အရင်ရေးပြီးသွားတော့မှဒုတိယဖြစ်တဲ့ဟာနောက်ဆုံးဖြစ်တဲ့ဟာအဲ့လိုမျိုးအစဉ်လိုက်ရေးတဲ့ကောင်မျိုးကိုနော်ဟိုဟာလို့ခေါ်တယ် chronological order နဲ့ရေးတယ်လို့ခေါ်တယ် process နဲ့ရေးတာပေါ့ one way to organize a document is in a chronological order the order in which even happen in the real time အဲ့တော့တကယ်အမှန်တိုင်းအပြင်မှာဘယ်လိုမျိုးဖြစ်သွားခဲ့လဲဆိုတော့အတိုင်းအဲ့ဒီအစဉ်လိုက်အတိုင်းเนาะ chronological order နဲ့ရေးတာမျိုးအဲ့ဒါဆိုလို့ရှိရင်စာရေးသူတွေကဘယ်လိုရေးလေးရှိတယ်ဆိုတော့ other often do this to show how something change over time အဲ့တော့နော်ဒီအချိန်ကာလနဲ့မျှဘယ်လိုမျိုးတဖြည်းဖြည်းပြောင်းလဲလာကြလဲဆိုတာမျိုးကိုပြောချင်တဲ့အချိန်ကြလို့ရှိရင်စာရေးတဲ့လူတွေဒီဒီလိုမျိုး chronological order နဲ့ရေးလေးရှိတယ်ဥပမာဆိုလို့ရှိရင်ပေါ့နော်သူတယောက်နဲ့အစဉ်စဉ်ပြောင်းလဲလာတဲ့ပုံစံတွေပေါ့
ဥပမာထားပါတော့နော်လီလီလို့ခေါ်တဲ့ကောင်မလေးတရားရှိတယ်အဲ့ကောင်မလေးဒီသူဒီနော်အသက်6နှစ်အရွယ်လောက်မှာတော့ဆိုလို့ရှိရင် comic တွေဖတ်တယ်အဲ့တော့အဲ့ဒီကနေမှ12နှစ်လောက်အရွယ်မှာဆိုလို့ရှိရင်သူကဟွာတွေဖတ်တယ် short story တွေဖတ်တယ်နော်16နှစ်လောက်မှာ novel တွေဖတ်တယ်အဲ့လိုမျိုးသူရဲ့စာဖတ်တယ်သူဖတ်တဲ့စာအုပ်အမျိုးအစားကအချိန်နဲ့လိုက်ပြီးပြောင်းလာတဲ့ခါမျိုးအဲ့လိုမျိုးပြောချင်တဲ့ခါမျိုးမှာဆိုလို့ရှိရင်နော် chronological order အတိုင်းအရင်ဆုံးအသက်6နှစ်မှာဘယ်လိုမျိုးတွေဖတ်တယ်နော်အသက်12နှစ်မှာဘယ်လိုမျိုးတွေဖတ်တယ်အဲ့လိုမျိုးအစဉ်လိုက်တိုင်းရေးတဲ့ဟာမျိုးပေါ့နော်ဒါမျိုးကို chronological order ဖြစ်စဉ်နဲ့ဖြစ်စဉ်ပြရေးနည်းပေါ့မြန်မာလိုပြောရမယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးရေးတယ်အဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှိရင် in a history book နော်သမိုင်းစာအုပ်တစ်အုပ်မှာဆိုလို့ရှိရင် even that happened earlier in history အဲ့တော့သမိုင်းတစ်လျှောက်မှာအရင်ဆုံးအစောဆုံးဖြစ်တဲ့နော်အရင်စောပြီးဖြစ်တဲ့ဟိုဖြစ်စဉ်တွေဆိုလို့ရှိရင်သူကဒီစာအုပ်ထဲမှာဆိုလို့ရှိရင်သူကအရင်ဆုံးဖော်ပြမှာအဲ့တော့ဒါကနော်ဟိုစာအုပ်ကတဖြည်းဖြည်းနဲ့နောက်ပိုင်း chapter တွေကိုရောက်လာတယ်သူကလည်းတဖြည်းဖြည်းနဲ့နော်သူ progress ဖြစ်လာတယ်ဆိုလို့ရှိရင်ဒီ event တွေကတဖြည်းဖြည်းနဲ့အခုလက်ရှိအချိန် modern time တွေဘက်ကိုရောက်လာအဲ့တော့သမိုင်းစာအုပ်တော့ရေးတယ်ဆိုလို့ရှိရင်ပထမအောင်ဆုံးနေနဲ့ဒီထားပါတော့ကြောက်ခဲ့အကြောင်းနော်ကြောက်ခဲ့ကနေတော့မှအလဲနော်ဟိုဟာတွေ Egypt ဘုရင်တွေရှိတဲ့ခေတ်ပြောလို့ရှိရင်နော်ဟိုဟာတော့ Sumerian ခေတ်တို့အဲ့လိုမျိုးတွေကနေမှတစ်ဆက်နော်ဟိုဟာဘတ်တွေကိုရောက်လာမယ်အလေယာစုတွေကိုရောက်လာမယ်ပြီးရင် Renaissance era တွေရောက်လာမယ်အဲ့လိုသာရှိတယ်ပြင်အဲ့ဒီကနေမှတဖြည်းဖြည်းနဲ့နော် War era တွေရောက်လာမယ်အဲ့ဒီကနေမှတစ်ဆက် Cold era ရောက်လာမယ်အဲ့ဒီကနေမှတစ်ဆက်နော်နောက်ပိုင်းနော်ဒီ modern time တွေရောက်လာအဲ့လိုမျိုးအချိန်နဲ့လိုက်ပြီးတစ်ခုပြီးတစ်ခုပြောင်းလဲသွားတဲ့ဟာမျိုးတွေပေါ်ပြချင်တဲ့အချိန်မျိုးမှာဆိုလို့ရှိရင်များသောအားဖြင့်ဒီ chronological order ကိုသုံးလို့ရှိ okay အဲ့တော့chronological order အဲ့လိုမျိုးchanges over time တွေကိုလည်းငါဆိုမဟုတ်သေးဘူး it also used to present a series of step or instruction so you can make or do something အဲ့တော့သူကဘယ်လိုမျိုးတွေမှာပဲသုံးနေလဲဆိုလို့ရှိရင် instruction ပေးတဲ့နေရာမှာနော်အဲ့တော့တခုခုကို instruction ပေးတော့မယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုး chronological order နဲ့ရေးလေးရှိကြတယ်ဟိုတခုခုကိုလောက်ရမယ်ဆိုတော့ process တွေကလည်းအရင်ဆုံးဘယ်ဟာကိုအရင်လုပ်ပြီးတော့မှဒုတိယအဆင့်ဘာကိုလောက်ရမယ်ဆိုတဲ့ဟာမျိုးဒီလိုမျိုးလာတာအဲ့တော့chronological order တွေဆိုလို့ရှိရင်လည်းနော်ဒီလိုမျိုး process တွေကိုဖော်ပြတဲ့နေရာမှာဒီကောင်တွေကလည်းဒါ3ခါရှိတယ်ပေါ့အဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှိရင် a recipe is arranged in a series step from the first to the last so you can prepare a specific dish အဲ့တော့ hint တစ်ခွက်ကိုချက်တော့မယ်ပေါ့နော်တခုခုကိုပြင်ဆင်တော့မယ်ဟင်းပွဲတစ်ပွဲကိုပြင်ဆင်တော့မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီဟင်းချက်နေအညွှန်းမှာကအရင်ဆုံးပထမဆုံးလောက်ကမဲ့အဆင့်ကနေမှတစ်ဆင့်ပြီးတစ်ဆင့်เนาะခုပထမဆုံးခုထားပါတော့စီးတက်ရမယ်ဆိုစီးတက်ရမယ်အဲ့တော့နောက်ဆုံးအဆင့်အနေနဲ့အပေါ်ကနေပြီးတော့เนาะဘာဟင်းခတ်မှုတိုင်းနေဖြူပါမယ်တော့အဲ့လိုအစားရှိသည်ဖြစ်တော့နဲ့သူအဆင့်လိုက်တစ်ဆင့်ချင်းလောက်ရမယ်ဟာမျိုးတွေကြာရင်ဒီလိုပဲ chronological order နဲ့ရေးတာအဲ့တော့ဒီလိုနေရာမျိုးတွေမှာဒီ chronological order နဲ့ရေးတဲ့ process နဲ့ရေးထားတဲ့စာတွေမှာဆိုလို့ရှိရင် signal words ဆိုတာရှိတယ်အဲ့တော့အဲ့ signal words တွေဒီပါလဲဆိုတော့ clue တွေဒီနော်ဟိုဟာ clues လေးတွေပေါ့တဲလွန်စာလေးတွေဖြစ်တဲ့ that tell you how an author has organized a piece of writing အဲ့တော့သူဒီစာရေးတဲ့သူကစာရေးဆရာကသူ့ရဲ့ writing ကိုဘယ်လိုမျိုး organize လုပ်လဲဆိုတဲ့ဟာကိုပြတဲ့ signal word လေးရှိတယ်အဲ့တော့ဒီအောက်ကနော် signal word လေးတွေဒီ chat ထဲမှာပါတဲ့ signal word လေးတွေอ่ะဆိုလို့ရှိရင်သူရဲ့ဟိုဟာတွေပေါ့ဘယ်လိုမျိုး organize လုပ်လဲဆိုတာကိုပြတဲ့ဟာမှာဆိုလို့ရှိရင် transition နော် before တို့ first တို့အဲ့တော့ပထမဆုံးအနေနဲ့အဲ့ဒါကတော့ဒီဟိုပါပေါ့နော်ကိုယ့်ရဲ့ဟိုဟာနဲ့လူနှစ်ချက်နဲ့ကိုယ့်ဖုန်းနဲ့ချိန်တာအဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ setting ဖွဲ့မှာနော်အဲ့လိုမျိုးစသည်ဖြင့်ပေါ့then next အဲ့နောက်မှာဆိုလို့ရှိရင်နော်ဘယ်ဟာကိုနှိပ်ပါဘယ်ဟာကိုရှာပါဘယ်လိုလုပ်ပါအဲ့ဒါပြီးသွားလို့ရှိရင် later နောက်ဆုံးကြနောက်ကြလို့ရှိရင်ဘယ်ဟာလေးကိုထပ်လုပ်ဘာကိုထပ်လုပ်နောက်ဆုံး finally နောက်ဆုံးအဆင့်ကြလို့ရှိရင် best နောက်ဆုံးအဆင့်ကြရင်ဒီဘာဖြစ်သွားမလဲဆိုတဲ့ဟာမျိုးအဲ့လိုမျိုးတစ်ခုနဲ့တစ်ခုကနေတစ်ခု process တစ်ခုကနေတစ်ခုအဲ့လိုအချိန်ပြောင်း transition လေးမှာတုံးတဲ့ signal word လေးရှိမယ်နောက်တစ်ခုကကျတော့နောက်ခုနကပြောလိုမျိုးပေါ့နော်တပိုင်းချက်လက်တွေနော် changes over time တွေကိုပြောချင်တာဆိုလို့ရှိရင်ဒီလို day and time period တွေသုံးတဲ့ဟာရှိဥပမာဆိုလို့ရှိရင် in the early
1980ဆိုလို့ရှိရင်1980နော်ပြည့်နှစ်စောပိုင်းနေမှာဆိုလို့ရှိရင်ဘာတွေဖြစ်ခဲ့မလဲဆိုတဲ့ဟာမျိုးပြောလို့ရှိရင်နော်1861 to 1865တော့1861ကနေပြီးတော့1865အတွင်းမှာဆိုလို့ရှိရင်ဘယ်လိုမျိုးတွေဖြစ်ခဲ့ပါတယ်ဆိုတော့ event တွေကိုပြောတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်နော် during World War II ဒုတိယကမ္ဘာစစ်အတွင်းမှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်သူရဲ့ time frame တစ်ခုကိုပြောချင်တာပဲဖြစ်ဖြစ်မျိုးဆိုလို့ရှိရင်လည်း3နဲ့နော်ဒီလိုမျိုး signal wall တွေပါတယ်နောက်ထပ် changes over time တွေကိုပြောမယ်ဆိုလို့ရှိရင် as the နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် as the economy began to improve အဲ့တော့စီးပွားရေးကတိုးတက်လာတာနဲ့အမျှနော်အဲ့တော့ before ဟိုပါပေါ့နော်before World War II အဲ့တော့ World War II မတိုင်မီအဲ့ဒါမှမဟုတ်လို့ရှိရင်လည်းနော် after Cold War နော်စစ်အေးကာလအပြီးမှာဆိုလို့ရှိရင်အဲ့တော့အစရှိသည်ဖြစ်နောက်တစ်ခုဘာတွေလဲရှိတတ်တယ်ဆိုတော့ဒီ valve တွေရဲ့သုံးလိုက်တဲ့ main valve ရဲ့ tense တွေအဲ့တော့ဒါကဒီ tense ကိုကြည့်ပြီးတော့ဒါဒီ past အတိတ်မှာဖြစ်ခဲ့တဲ့ဟာလား present အခုလက်ရှိမှာဖြစ်နေတဲ့ဟာလားဒါမှမဟုတ်လို့ရှိရင်နော် future now အနာဂတ်မှာဖြစ်လာမယ့်ဟာကိုကိုကခံမှန်းပြီးပြောတာလားစရှိသည်ဖြင့်ကိုခွဲခြားပြီးသိတယ် okay အဲ့ဒါဆိုလို့ရှိရင်ဒီအောက်က paragraph လေးတစ်ချက်ကြည့်အောင်เนาะအဲ့တော့ဒီ following paragraph is about the first user email by the US အဲ့တော့အောက်မှာပေးထားတဲ့ paragraph ဒီ United States ဟာပေါ့ American ပြည်ထောင်စုမှာပထမဦးဆုံး email သုံးတဲ့အကြောင်းတော့ပြောထားတယ် sorry US မှာဆိုတာထားကို US Congress နော်ဒီ US လွှတ်တော်မှာ American ပြည်ထောင်စုလွှတ်တော်မှာ email ကိုပထမဆုံးသုံးတဲ့အကြောင်းကိုသူကပြောထားတာအဲဆိုလို့ရှိရင် okay နော်ပထမဆုံးနံပါတ်1စာကြောင်းမှာဆိုလို့ရှိရင် although the precise date is difficult to pinpoint electronic mail or email was first used internally by the House of Representatives in the early 1980အဲ့တော့ဘယ်အချိန်မှာစပြီးသုံးခဲ့တယ်ဆိုတော့နော်ဟာကတိကျတဲ့အချိန်ကာလတစ်ခုကိုဖော်ပြဖို့ခက်ပေမဲ့လည်းဒီ electronic mail email တွေကိုနော်1980ပြည့်နှစ်အစောပိုင်းတွေမှာဒီ House of Representatives မှာနော်အရင်ဆုံးသုံးခဲ့ပါတယ်ဆိုပြီးတော့သူကပြောထားတယ်အဲ့တော့ဒီဟာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်နော်သူရဲ့ time frame ကိုအရင်ဆုံးသိနိုင်တယ်ဒါ early 1890ဆိုတော့ဝိဒါဆိုလို့ရှိရင်1980ပြည့်နှစ်တွေမှာပမာသုံးခဲ့ဆိုတဲ့ဟာစသည်ဖြင့်လည်းကိုယ်သိသွားနိုင် sorry အဲ့တော့နောက်တစ်ခုကကျတော့နော်ဒုတိယစာကြောင်းမှာဆိုလို့ရှိရင် next ဒီလိုမျိုးလေးတွေနော် transition ပေါ့တစ်ခုကနေတစ်ခု event တစ်ခုကနေတစ်ခုအဲ့လိုမျိုးကူးပြောင်းသွားတဲ့အဲဒီ transition word လေးတွေနော်ပြောရလို့ရှိရင်နော်ဒီ early 1980တို့အဲ့လိုမျိုးအချိန်ကာလကိုဖော်ပြတဲ့ဟာမျိုးလေးတွေအဲ့လိုမျိုးလေးတွေကဒါဆိုလို့ရှိရင်ဒါဘယ်လိုပဲဆိုတော့ဒီ chronological order ကိုဖော်ပြ chronological order နဲ့ organize လုပ်ထားပါတယ်ဆိုတဲ့အကြောင်းကို indicate လုပ်တဲ့နော် signal ပေါ့ဒီလိုပေါ့အဲ့တော့ next ဒုတိယအနေနဲ့ဆိုနောက်ပြီးပါရင်နော်ဒီ external email began in the mid 1990အဲ့တော့1990ပြည့်နှစ်အလယ်လောက်မှာဆိုလို့ရှိရင်เนาะဒီ external email သုံးတဲ့ဟာစတင်နေတယ် permitting the public to contact memo office 24 hour a day ဒီ memo office တွေကိုဒီပြည်သူလူထုက24နာရီဆက်သွယ်နိုင်မှုအတွက်1990เนาะပြည့်နှစ်အလယ်မှာဆိုလို့ရှိရင်ဒီ external email အသုံးပြုခြင်းကိုเนาะခွင့်ပြုခဲ့တယ်စတင်နေတယ်နောက်တစ်ခုကကျတော့ဒီမှာဆိုလို့ရှိရင်သူရဲ့ signal word ဒီ next ဖြစ်မယ်အဲ့တော့စာကြောင်းနံပါတ်3မှာဆိုလို့ရှိရင်ငါ the internet provide a new level of accessibility to Congress ဒီ internet ရရှိခြင်းရလည်းဒီ Congress ကိုဟိုဖြစ်ဖို့အတွက်ဒီ internet ကလည်းเนาะနောက်ထပ်ဒီပြည်သူလူထုနဲ့ပြည်သူလူထုက Congress စီကို access ဖြစ်နိုင်ဖို့အတွက်ကိုနောက်ထပ်အဆင့်တစ်ဆင့်ကိုသူက provide လုပ်ပေးခဲ့တယ်ပို့ပြီးတော့နောက်ထပ်တစ်ဆင့်မြင့်ပေးနိုင်တယ်ပေါ့အရင်တော့ဆိုလို့ရှိရင်เนาะဒီလိုမျိုး Congress ကိုအကြောင်းကြားဖို့တို့ Congress ကိုဆက်သွယ်ဖို့တို့ဆိုလို့ရှိရင်เนาะဒီ official စာတွေပေးပြီးတော့စာတိုက်ကနေမှပေးပို့ရတာမျိုးတို့ဒီလိုမျိုးတွေရှိခဲ့မှာပေါ့เนาะအရင်တော့အချိန်အဲဒီဟာတွေမှာဖြည်းဖြည်းနဲ့ internet သုံးလာတဲ့အချိန်မှာဆိုလို့ရှိရင် Congress ကို accessibility ကပို့ပြီးတော့နောက်ထပ် new level နောက်ထပ်တစ်ဆင့်ရောက်သွားတယ်ဆိုတဲ့ဟာမျိုးကိုပြောချင်တယ်
နောက်တစ်ခုကကျတော့နော်နံပါတ်စာရနံပါတ်4မှာဆိုလို့ရှိရင် finally နောက်ဆုံးမှာဆိုလို့ရှိရင်ဟောဒါဆိုလို့ရှိရင်ဒါဒီကနော် signal wall finally နောက်ဆုံးမှာဘယ်လိုအချိန်မှာဆိုတဲ့ဟာမျိုးပြောတဲ့ဟာမျိုး in the mid to the late 1990 အဲ့တော့1990 1990နော်ပြည့်တဲ့အလယ်ကနေပြီးတော့နောက်ပိုင်းကာလတွေမှာဆိုလို့ရှိရင် the launch of congressional website နော်ဒီ congress နဲ့ဆိုင်တဲ့ website တွေကိုဟာက launch လုပ်လိုက်တယ်ပေါ့စတင်လိုက်ခြင်းဆိုလို့ရှိရင် granted ခွင့်ပြုခဲ့တဲ့ the public instant access to the information that once required weeks and even men to operate အဲ့တော့လွန်ခဲ့တဲ့အချိန်တွေတုန်းကဆိုလို့ရှိရင်เนาะရက်သက်တစ်ပတ်တွေเนาะဒါမှမဟုတ်လို့ရှိရင်လပေါင်းများစွာတော့ကြာနိုင်တဲ့ information တွေက public စီကိုเนาะ instant ဆိုတော့မဟုတ်ချင်းခဏတစ်ခဏချင်းရောက်ဖို့အတွက်ခွင့်ပြုပေးခဲ့တယ်ရရှိစေနိုင်ခဲ့တယ်အဲ့တော့ the was afraid you should have underlined အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်သူကဟို signal word လေးတွေ underline လောက်ခိုင်းတယ်အဲ့တော့ underline လောက်ခဲ့တဲ့ဟိုဟာတွေကဘာလဲဆိုလို့ရှိရင်ပထမဆုံးကြည့်လိုက်မယ်ဆိုလို့ရှိရင် was first you အဲ့တော့ပထမဆုံးအသုံးပြုခဲ့တယ်ဆိုတဲ့ဟာမျိုးနော်အဲ့တော့ဒါမျိုးတွေဆိုလို့ရှိရင်သူက first ဆိုတဲ့စကားလုံးပါတာကိုအဲ့တော့တော့ပထမဆုံးဖြစ်တယ်အဲ့တော့ပထမဆုံးဖြစ်တယ်ဆိုလို့ရှိရင်ဒါဒီ first ဆိုတာမြင်လိုက်တဲ့ဒါသဘောပေါက်နိုင်တယ်သူဒီ chronological order ဒါမှမဟုတ်ရှင် process ပေါ့နော် chronological order သူ changes over time ကိုဖော်ပြခြင်းတဲ့သဘောနဲ့သူဖြစ်စဉ်နော် event ပထမဆုံးဖြစ်တဲ့ event ကနေစပြီးတော့ပြောရမယ်ဆိုတဲ့ဟာမျိုးကိုနော် indicate လုပ်တဲ့ signal word တွေပေါ့ပြီးရင်ဒီ early 1990s 1980s နော်1980ပြည့်နှစ်အစောပိုင်းနေမှာဆိုတော့နော်အဲ့လိုမျိုးဒီ signal word တရားဆိုလို့ရှိရင်ဒါဒီနော်ဟိုက chronological order နဲ့ရေးထားပါတယ်ဆိုတဲ့အကြောင်းကိုပြောတဲ့နော်စကားလုံးတွေဖြစ်ကြတယ်ပြီး now ဒီ next တို့ version began in the mid 1990s တို့ဒါတွေကဆိုလို့ရှိရင်လည်းခုနပြောသလိုပဲ signal words တွေပေါ့ version a new level တို့နော်နောက်ထပ်ပုံစံတစ်ခုအသစ်ပြောင်းသွားတယ်ဒါသူ changes over time ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဒီအများနဲ့အချိန်အကြောင်းပြောလဲဖြစ်ခြင်းဖြစ်မယ်အချိန်နဲ့လိုက်ပြီးပြောင်းလဲသွားတဲ့ပြောင်းလဲမှုတွေကိုပဲပြောတာနေတယ်မဲ့ဒါဒီက chronological order နဲ့ရေးထားတယ်လို့သိရမယ်ပြီးနံပါတ်4 sentence 4မှာဆိုဘာတွေပါလဲဆို finally တို့နော်နောက်ဆုံးမှာတို့ပြီးတော့နောက်ဆုံးမှာဆိုတော့ anti finally တို့ပြီးတော့ရှင် mid to late 1990တို့အဲ့တော့ once require wait and even men to obtain အဲ့ဒီလိုမျိုးဟာတွေဒီဒါဒီ chronological order နဲ့ရေးထားတဲ့အကြောင်းကိုငါဖြစ်တဲ့နော် indicate လုပ်တဲ့ signal word တွေဖြစ်တယ်နောက်ကဒီအောက်ကတစ်ခုမှဆိုလို့ရှိရင်ဒီလိုပဲဒါကြတော့သူက process နဲ့ပေါ့နော်ဒီစာဖတ်တဲ့လူတွေလိုက်နာတဲ့နဲ့ဘာတွေကိုသူကတစ်ဆင့်ချင်းရေးတာခုနကကျတော့သူဒီဘာကိုပြောချင်တာလဲဆိုတော့အချိန်ကာလအလျောက်တစ်ခုနဲ့တစ်ခုတစ်ခုပြီးတစ်ခုပြောင်းလဲပေါ့ဖြစ်စဉ် event တစ်ခုပြီးတစ်ခုပြောင်းလဲလာတဲ့ဟာမျိုး changes over time ကိုပြောချင်တဲ့ပုံစံမျိုးမှာသုံးတာနော်ဒါကျတော့ chronological order နဲ့ရေးတာပေါ့ခုဒီဟာကျတော့အဲ့လိုမျိုးထက်ကိုဒါကျတော့ process နဲ့ရေးတာအဲ့တော့အရင်ဆုံးဘာလုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်မယ်ဆိုလို့ရှိရင်ဘာဖြစ်မယ်ဆိုတဲ့ဟာမျိုးအဲ့လို process နဲ့ရေးထားတဲ့ဟာမျိုးမကြည့်လိုက်မယ်ဆိုလို့ရှိရင် you should begin feeding hummingbird in the spring အဲ့တော့ဒါဒီမှာဟာနဲ့ဒီမှာကျတော့ဒါတေးကြတယ်လိုက်နာမယ်နော်လိုက်နာမယ်ဆိုတော့အားထက်ကိုဟိုတီးရမယ် process ကိုစပြီးရေးထားတယ်အဲ့တော့ hummingbird ဒီကိုအစာကျွေးမယ်ဆိုလို့ရှိရင် in the spring နော်ဟိုမှာနေဦးရတယ်မှာစတင်နေနေ first ပထမဆုံးအနေနဲ့ဒါဆိုလို့ရှိရင်လည်းဒါဒီခုနပြောရတဲ့ signal word နော် miss one part of sugar to the full but water in a saucepan ဒီဟိုဟာထဲမှာနော် saucepan အိုးထဲမှာပေါ့ရေလေးပုံစားတစ်ပုံနော်စားsorry စားတာပြတယ်တကြားနော်တကြားတစ်စရေလေးစထည့်ပြီးတော့အဲ့ဒါကိုရောလိုက်ပေါ့ဘာလို့ရှိရင် bring this to the point ဒီကောင်ကိုနော်စူလာတဲ့အထိဂျိုးလိုက်ဘာလို့ရှိရင် no more than 2 minutes အဲ့တော့ဒါပေမဲ့2 minutes ထက်ပိုပြီးတော့မကြိုးပါဘူးအစားရှိသည်ဖြစ်မှာတစ်စင်းချင်းလောက်ကမယ်နော် process အလိုက်ကို step တစ်ခုချင်းဒီမှာလောက်ကမယ်ခေါင်းမျိုးတွေကိုပြောထားတဲ့ဟာမျိုးတွေဆိုရင်ဒါဒီ chronological order နဲ့ရေးထားတဲ့ process အတိုင်းရေးထားတဲ့ဆိုတဲ့ဟာမျိုးကိုသိရမယ်ဒါဒီဘယ်လိုရေးတဲ့ပုံစံလဲဆိုတော့ဘယ်လိုနည်းနဲ့ organize လုပ်ထားတာလဲဆိုတော့ chronological order ဒါမှမဟုတ်လို့ရှိရင် process နဲ့နော် organize လုပ်ထားတာโอเคနော်
နောက်ထပ်တစ်ခုကိုသွားရအောင်နောက်ထပ်တစ်ခုကကျတော့ဘာလဲဆိုတော့ comparing or contrasting အဲ့တော့ဒီဟာကျတော့သူဒီ compare လုပ်တော့မယ်နော်နှိုင်းယှဉ်တော့မယ်ဒါမှမဟုတ်လို့ရှိရင်လည်း contrast သူတို့ကြားထဲကမတူညီတဲ့ဟာတွေကိုဖော်ပြပြီးတော့ရေးတော့မယ်အဲ့လိုနည်းနဲ့ organize လုပ်ထားတဲ့စာတွေမှာဆိုလို့ရှိရင်ဘယ်လိုလဲဆိုတော့နော် another way other organize their idea is to compare and contrast them အဲ့တော့နောက်ထပ်တနည်းစာရေးဆရာတွေနောက်ထပ်သူတို့ရဲ့ idea တွေကို organize လုပ်တဲ့နည်းဒီနော် compare လုပ်ဖို့ဒါမှမဟုတ်လို့ရှိရင် contrast လုပ်ဖို့ပဲဖြစ်ပါတယ်အဲ့တော့ to compare နှိုင်းယှဉ်တယ်ဆိုတာက is to show how two or more things are similar အဲ့တော့နှစ်ခုဒါမှမဟုတ်လို့ရှိရင်နှစ်ခုတော့ပိုတဲ့အကြောင်းအရာတွေဒီအရာဝတ္ထုတွေဒီဘလိုမျိုး similar ဖြစ်နေကြတူညီနေကြဆိုတဲ့ဟာကိုနော်ရှင်နှိုင်းရှင်ပြဖို့အတွက်ကိုသူတို့တွေဒီ compare လုပ်ကြရတယ်အဲ့လိုမှမဟုတ်ဘူး to contrast နော်ဒီကွဲလွဲချက်တွေကိုပြောမယ်ဆိုလို့ရှိရင်ဒါဒီ mean to show how they are different သူတို့ကဘယ်လိုတော့မှကွာခြားလဲဆိုတဲ့ဟာမျိုးကိုပြောတဲ့ဟာမျိုးပေါ့ဥပမာဆိုလို့ရှိရင်နော်ခိုနဲ့ကြီးကန်နဲ့ဘယ်လိုကွာလဲတော့နော်ဒါမှမဟုတ်လို့ရှိရင်လည်းနော်compare လုပ်တော့မယ်ဆိုလို့ရှိရင်ဒီနော်ဟာနဲ့အိန္ဒိယယဉ်ကျေးမှုနဲ့မြန်မာယဉ်ကျေးမှုနဲ့မှာတူညီတဲ့အချက်တွေဟာဘာတွေရှိသလဲအဲ့ဒါလိုမျိုးဆိုလို့ရှိရင်ဒါဒီ similarity တွေကိုပြောချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင် compare လုပ်ကြတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကွဲပြားခြားနားချက်တွေကိုပေါ်လွင်အောင်ပြောချင်တဲ့ဟာမျိုးဆိုလို့ရှိရင်နော် contrast လုပ်တယ်ပေါ့အဲ့တော့အဲ့မှာ contrast လုပ်တဲ့နေရာ compare လုပ်တဲ့နေရာမှာသူတို့ရဲ့ signal word တွေဒီအခု compare လုပ်မယ်ပေါ့ compare လုပ်မယ်ဆိုလို့ရှိရင်သူရဲ့ signal word တွေကဘာရှိလဲဆိုလို့ရှိရင် similarly အလားတူပဲ like တကယ်လို့ likewise same as just as in comparison အဲ့တော့အစရှိတဲ့ကောင်တွေဒီဒါတွေကကျတော့ compare လုပ်တဲ့ signal compare လုပ်တဲ့နေရာမှာတွေ့ရတဲ့ signal words တွေပါအဲ့တော့ contrast လုပ်တဲ့နေရာမျိုးမှာဆိုလို့ရှိရင်ဘာတွေရှိလဲဆိုတော့ although however bad nevertheless on the other hand then versus whereas အဲ့လိုမျိုးဟာအဲ့တော့ခုဒီအောက်ကစာပိုင်းမှာဆိုလို့ရှိရင်သူဒီနော်comparison လောက်ထားတဲ့ဟာတွေကပါတယ် contrast လောက်ထားတဲ့ဟာတွေပါတယ်အဲ့တော့ဒီအောက်ကစာပိုက်ကလေးကိုချက်ဖတ်ကြည့်အောင်အဲ့တော့ like other soldiers in the Union Army တဲ့အဲ့တော့ Union Army မှာပါဝင်တဲ့နော်ဒီ Union တပ်မတော်မှာပါဝင်တဲ့စစ်သားတွေလိုပဲအဲ့တော့ဒီ like ဆိုပြီးတော့ဒီမှာပြောထားတဲ့ဒီ signal word တွေကိုမြင်လာတယ်ဒါဆိုလို့ရှိရင်သိကြတယ်သူဒီဘာအကြောင်းဆွေးနွေးတော့မလဲဆိုလို့ရှိရင် similarity တူညီတဲ့အကြောင်းအရာတွေကို compare လုပ်ပြီးတော့ရေးတော့မှာပေါ့နော်ဒါကဒီ signal word လေးတွေကိုကြည့်တာနဲ့ကြိုပြီးသိနိုင်မှာဟာမျိုး African American soldier face all the problem of the war အဲ့တော့ Union Army ထဲမှာရှိတဲ့တခြားစစ်သားတွေလိုပဲ African American စစ်သားတွေဒီလေနော်ဒီစစ်ပွဲရဲ့ပြဿနာအလုံးကိုရင်ဆိုင်နေကြရပါတယ် they also face additional difficulty အဲ့တော့သူတို့တွေဒီနော်တခြားသောအခက်အခဲအပိုတွေကိုပဲရင်ဆိုင်နေရတယ်ဘယ်လိုမျိုးအခက်အခဲအပိုတွေလဲဆိုလို့ရှိရင် created by the racial prejudice အဲ့တော့လူမျိုးခွဲခြားမှုကြောင့်ဖြစ်ပေါ်လာတဲ့နော်အခြားသောအပိုဆောင်ခက်ခဲတွေကိုပဲသူတို့ကရင်ဆိုင်နေရပါသေးတယ် although ဒီလိုမျိုး signal word လေးကိုမြင်ပြီဆိုလို့ရှိရင်ဒါဒီသိကြတယ် similarity ကိုပြောတာမဟုတ်တော့ဘဲနဲ့တစ်ခုနဲ့တစ်ခုကြားကနော်မတူကွဲပြားမှုတွေ differences တွေကိုဆွေးနွေးပြီးပြောတော့မယ်ဆိုတာကိုကိုကြိုပြီးတော့သိနိုင်ဟုတ်ပြီဖတ်ကြည့်အောင် although many serve in the infantry and the artillery အဲ့တော့နော်အမြောက်တပ်တွေလက်နက်ကြီးတပ်တွေပြောလို့ရှိရင် infantry ကိုခေါ်တဲ့ခြေလျင်တပ်တွေမှာအများစုသည်နော်အမှုထမ်းခဲ့ကြတော့ညာလဲနော် discriminatory practice result in a large number of African American soldiers being assigned to perform non-combat နော် support duty as good in labor အဲ့တော့တော်တော်များများကဒီနော်ခြေလျင်တပ်တွေ artillery အမြောက်တပ်တွေမှာတာဝန်ထမ်းဆောင်ခဲ့ကြပေမဲ့လည်းဒီလိုမျိုးခွဲခြားဆက်ဆံမှုတွေဒီနော် result ဖြစ်ပေါ်စေခဲ့တဲ့ large number of African American soldier အဲ့တော့ African American စစ်သားအများစုကို being assigned to နော်တာဝန်ပေးခံခဲ့ရပါတယ် to perform non combat နော်စစ်မတိုက်ရတဲ့အလုပ်တွေလုပ်ဖို့ sport duty ဆိုလို့ရှိရင်ထောက်ပို့လုပ်ငန်းတွေsuch as ဘယ်လိုမျိုးလဲဆိုတော့ထမင်းချက်တွေ vocation lover နော်ဒီအလုပ်သမားအလုပ်တွေနော်အခြားစစ်မတိုက်ရတဲ့အလုပ်တွေလုပ်ဖို့အတွက်ကိုသူတို့တွေကိုတာဝန်ပေးခြင်းခံရပါတယ်ဆိုတဲ့ဟာမျိုးပြောတာအဲ့တော့ African American soldier will pay $10 per month
အဲ့ဒီခေတ္တဝါဆိုလို့ရှိရင်ပေါ့နော်ဒီ Union Army ဆိုတာကပြောရမယ်ဆိုဒီ Civil War ကာလတုန်းကဆိုလို့ရှိရင်တော့ဒီ African American Soldier တွေဒီဘာကရလဲဆိုတော့တစ်လကိုလက$10ရကြတယ် from which $3 was deducted for clothing အဲ့တော့သူတို့ရဲ့နော် uniform နဲ့အဝတ်အစားတွေအတွက်ကိုဆိုလို့ရှိရင်$3ပြန်ဖြတ်တယ်အဲ့တော့ in comparison လို့ပြောလိုက်ပြီဆိုလို့ရှိရင်ဒါတွေဒီနိုင်ရှင်တော့မယ်တခုနဲ့တခုပေါ့နော်ဥပမာဆိုလို့ရှိရင် African American Soldier နဲ့တခြားသက်သားတွေနဲ့နိုင်ရှင်တော့မယ်အဲ့လိုပုံစံမျိုးပေါ့နော် in comparison ဒီလိုမျိုးနိုင်ရှင်မယ်ဆိုလို့ရှိရင် white soldier နော်လူဖြူစစ်သားတွေဟာဆိုလို့ရှိရင်ပိတ်$30 per month အဲ့တစ်လကို$13တော့သူတို့ကရခဲ့ကြတယ်အဲ့ဒီမှာကြည့်ကြတာနဲ့တည်းဘာသိနိုင်လဲဆိုတော့ဒီ African American Soldier တွေနဲ့ဒီလူဖြူစစ်သားတွေနဲ့ဂျားထဲမှာဘာတွေကွာလဲဆိုတော့ဟိုဟာကိုမတူညီမှုကိုပြောချင်တယ်ဆိုတာကိုမှသိနိုင်အဲ့တော့ from which no clothing allowance budgeted အဲ့တော့ဒီလူဖြူစစ်သားတွေမှာဆိုလို့ရှိရင်ကနော်ဒီအဝတ်စားအတွက်ကသူတို့ကပတ်စံမဖြတ်ဘူးအဲ့လိုမျိုးပေါ့ဒီလိုမျိုးဟိုဟာလေးတွေ signal word လေးတွေကိုမြင်လိုက်တာနဲ့ဒီငိုထားသည် comparison လောက်တာလား compare လောက်တာလား compare လောက်တာလားဆိုတာကပြောရမယ်ဆိုလို့ရှိရင် similarity တွေတူညီတဲ့ဟာတွေကို discuss လုပ်မှာလားဒါမှမဟုတ်လို့ရှိရင်သူတို့တွေဒီ contrast လုပ်မှာလားเนาะမတူညီမှု differences တွေကိုเนาะdiscuss လုပ်မှာလားဆိုတဲ့ဟာကိုခေါ်ကြည့်ပြီးတော့သိနိုင်တယ်ခုနအတိုင်းပဲเนาะဒီမှာသူတို့ဟိုဖြစ်ခိုက်တဲ့ဟာမျိုးတွေအဲ့ဒီ sorry signal word လေးတွေကိုကြည့်ခိုက်တာနဲ့တော့ဘယ်ဟာတွေကတော့เนาะ similarity ကို discuss လုပ်ထားတယ်ဘယ်ဟာတွေကတော့เนาะ differences တွေကို discuss လုပ်ထားတယ်ဆိုတဲ့ဟာလေးတွေဒီမှာ list လေးနဲ့သူတို့ပြန်ပြီးတော့လုပ်ပေးထားတယ်အောက်မှာ exercise လေးပါတယ်ဒီ exercise ထဲမှာဆိုလို့ရှိရင်ခုနပြောထားတဲ့เนาะခုနလုပ်သွားတဲ့အတိုင်းပဲ signal word လေးတွေကိုကြည့်ပြီးတော့ဒီစာကြောင်းမှာဒီဘယ်ဟာတွေကတော့เนาะ similarity တွေကို compare လုပ်ပြီးတော့ဆွေးနွေးထားတာလေဘယ်ဟာတွေကတော့ differences တွေကို contrast လုပ်ပြီးတော့ဆွေးနွေးထားတယ်ဆိုတာလေးတွေကိုရှာကြည့်ဖို့နဲ့ကိုစူးစမ်းကြည့်ကြပါနောက်တစ်ခုကတော့လာပြီး cause and effect နော်အကြောင်းကျိုးပြပါနော်ဘယ်လိုမျိုးအကြောင်းကြောင့်ဘယ်လိုအကျိုးဖြစ်သွားခဲ့ရပါလဲဆိုတဲ့ဟာမျိုးတွေကိုပြောတဲ့အကြောင်းကျိုးပြရင်းနှီးနဲ့ organize လုပ်တဲ့ဟာအဲ့တော့ cause and effect ဒီအကြောင်းနဲ့အကျိုးဆိုတာဒီ refer to နော်ရည်ညွှန်းပါတယ်ဘာဟုတ်လဲဆိုလို့ရှိရင် situation အခြေအနေတွေဖြစ်စဉ် in which one condition အဲ့တော့အခြေအနေတည်းဒါမှမဟုတ်လို့ရှိရင် event ဖြစ်စဉ်တည်းဒီ cause another နောက်တဲ့အခြားသောဖြစ်စဉ်တစ်ခုဒါမှမဟုတ်လို့ရှိရင် condition တစ်ခုကိုဖြစ်စေတဲ့ situation နော်အဲ့လိုမျိုးအခြေအနေမျိုးကို cause and effect လို့ခေါ်တယ်အဲ့တော့ we refer to cause and effect frequently in our daily life အဲ့တော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဆိုလို့ရှိရင်လည်းဒီ cause and effect ကိုမကြာခဏဆိုသလိုပဲ refer လုပ်လို့ရှိကြပါတယ်ပြီးတော့ many types of writing အဲ့လိုမျိုးပဲနေ့စဉ်ဘဝတွေမှာ refer လုပ်သလိုမျိုးပဲเนาะစာရေးတဲ့ပုံစံတော်တော်များများဆိုလို့ရှိရင်ဒီ cause and effect relationship နဲ့เนาะသူတို့ကဟိုရေးရလေးရှိတယ်เนาะလောက်ဆောင်ရလေးရှိတယ်အဲ့တော့ when we say because ကျွန်တော်က because ဘာကြောင့်အဖေကြောင့်ဆိုတော့လို့ပြောလိုက်ပြီဆိုလို့ရှိရင်ဒါဒီ we are expressing a cause and effect relationship အဲ့တော့ပြောချင်တာဒီဘာကြောင့်ဒီလိုဖြစ်ကြပါလဲလို့เนาะဒီအဲ့ဒါဘယ်လိုလုပ်လိုက်လို့ဘယ်လိုဖြစ်သွားတာကွာဆိုတဲ့ဟာမျိုးတွေကိုပြောပြီးဆိုလို့ရှိရင်ဒါဒီ cause and effect relationship ကိုပြောနေတာဆွေးနွေးနေတာတော့နားလည်ရအဲ့တော့ a child cry ကလေးတယောက်ကငိုတယ်နော်ဟုတ်ပြီကလေးတယောက်ကငိုတယ်ဒါဒီပါလဲဆိုတော့ effect တငိုနေပြီခုလောလောဆယ်ငိုနေပြီဒါဒီ effect ပေါ့အဲ့ဒါဘာဖြစ်လို့လဲဘာဖြစ်လို့ငိုရတာလဲဆို because ဘာကြောင့်လဲဆိုတော့ he skin his knee to do ပြေးသွားတော့ဒါဆိုလို့ရှိရင်ဒါက cause နော်ဒီ cause ဒီအကြောင်းအရာဒီဘလို့အကျိုးဖြစ်စေလဲဆိုတော့ဒီကလေးကိုငိုစေတယ်အဲ့လိုမျိုးဒီလို cause and effect relationship ဒီကရှိတယ်အဲ့တော့လိုမျိုး cause and effect relationship ကိုဖော်ပြတဲ့ signal word လေးတွေဆိုလို့ရှိရင်ဘာရှိမလဲဆိုတော့ because နော် caused determine due to so that နော် as a result affected by နော် therefore that ဒီ signal word လေးတွေမြင်ပြီဆိုလို့ရှိရင်ဒါဒီနော်စာရေးတဲ့လူက cause and effect နော်
ဟိုဟာနဲ့ writing style နဲ့ organize လုပ်လာတယ်ဆိုတဲ့ဟာမျိုးကိုနားလည်ရမှာအဲ့တော့စာရေးတဲ့လူတယောက်ဒီတဲ့နော်paragraph or the longer be this way အဲ့တော့ဒီလိုမျိုးနီးနဲ့စာပိုက်တွေဒါမှမဟုတ်လို့ရှိရင်ပိုပြီးရှည်လျားတဲ့နော်စာတွေကို organize လုပ်တဲ့အခါမှာဆိုလို့ရှိရင် each sentence စာတစ်ကြောင်းချင်းစီ build upon the next to explain how the specific cause or set of cause lead to the specific effect အဲ့တော့စာတစ်ကြောင်းချင်းစီဒါမှမဟုတ်လို့ရှိရင်လည်းနော်စာကြောင်းတွေဒီဒီလိုဘလိုမျိုး cause တွေကဘလိုမျိုးအကြောင်းတရားတွေကဘလိုမျိုးအကျိုးတရားတွေကိုဖြစ်စေခဲ့ပါတယ်ဆိုပြီးတော့ဖြစ်သွားစေတယ်ဆိုပြီးတော့သူဒီလောက်ပြီးတော့ရေးထားတာအဲ့တော့ here is a paragraph เนาะဒီအောက်မှာ paragraph တစ်ခုပေးထားတယ်เนาะဒါလေးကိုဖတ်ကြည့်အောင် okay exposure to the harmful noise can happen at any အဲ့တော့ဒီလိုမျိုးဘယ်လိုပြောမလဲအနေရရှိနိုင်တဲ့နော်ဆိုးကျိုးဖြစ်စေနိုင်တဲ့စူညံမှုတွေကိုကြားတွေ့ရတယ်ထိတွေ့ရတယ်ဆိုတာဒီ can happen at any means ဘယ်တဲ့ရွယ်မှာဆိုဖြစ်နိုင်တယ်အဲ့တော့ therefore ဒါကြောင့်မို့လို့အဲ့ဒါဆိုလို့ရှိရင်ဒါကဘာဖြစ်သွားမလဲဆိုလို့ရှိရင်နော်ဟာကဒါဒီ cause ဖြစ်သွားမယ်အဲ့တော့ဒီ therefore နောက်ကရေးထားတဲ့ကောင်ဒီ effect ဖြစ်သွားမယ်အဲ့တော့ဒီလိုမျိုး signal word လေးတွေမြင်လိုက်ရတယ်သူဒီဘာနဲ့ဘာနဲ့ကိုချိတ်ဆက်ပြီးရေးထားတာလဲဆိုတော့ cause and effect ကိုနော်ချိတ်ဆက်ပြီးရေးထားတဲ့ cause and effect relationship ကိုဖော်ပြပြီးရေးထားတဲ့ writing style ဆိုတဲ့ဟာနော်ဒီစာရေးသူကဒီလိုနည်းနဲ့ organize လုပ်ထားပါတယ်ဆိုတဲ့ဟာကိုသိနိုင်မှာဖြစ်တယ်နောက်ပြီးနောက်ထပ်တစ်ခုကြည့်အောင် approximately 15% of the American between the age of 20 and 69 or 26 million Americans have hearing loss that may have been caused due to exposure to the noise at work or in a leisure activity အဲ့တော့เนาะဒီအသက်20ကနေပြီးတော့69ကြားเนาะ American 26တန်းလောက်ကเนาะ have hearing loss เนาะနားမကြားကြဘူးเนาะကြားအယုံချို့တဲ့ကြတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် due to ဒီမှာဒါဒီကြားအယုံချို့တဲ့ကြတယ်ဆိုတဲ့ဟာဒီဒါကနော်သူရဲ့ effect ဆိုလို့ရှိရင် cause ကိုဒီမှာပြန်ပြီးတော့ရေးထားတယ် exposure to ဘာကြောင့်ဘယ်လိုမျိုးအကြားအယုံချို့တဲ့ရတာလဲဆိုတော့ exposure to noise ဒီအစုညံ့တဲ့နေကိုအမြဲတစေထိတွေ့နေရတာ at work အလုပ်မှာပဲဖြစ်ဒါမှမဟုတ်လို့ရှိရင် leisure activity သူတို့ရဲ့အားလက်ချိန်တွေမှာပဲဖြစ်ဒီလိုမျိုးစုညံ့တဲ့နေကိုထောက်လျှောက်ထိတွေ့နေရတဲ့အတွက်ကြောင့်မလို့သူတို့တွေဒီအကြားအယုံချို့ယွင်းရပါတယ်ဆိုတော့ဒီလိုမျိုးနော် cause နဲ့ effect နဲ့ကိုချိတ်ဆက်ပြီးတော့ရေးထားတဲ့ဟာမျိုးပဲအဲ့မှာဆိုလို့ရှိရင် second word ကဘာဖြစ်မလဲဆိုတော့ဒီ due to ဆိုတဲ့ဟာဒီ second word ဖြစ်အဲ့လိုမျိုးပေါ့နော်စာပိုင်းတစ်ပိုင်းကိုဖတ်လိုက်တဲ့ second word လေးတွေကြည့်ပြီးတော့ဒါဆိုလို့ရှိရင်တို့တွေဒီဘယ်လိုမျိုးရေးထားတာဘာနဲ့ဘာနဲ့ကိုချိတ်ဆက်ပြီးတော့ရေးထားတာဘယ်လိုမျိုး cause เนาะဘယ်လိုမျိုးအကြောင်းတရားအကြောင်းဘယ်လိုမျိုး effect ဘယ်လိုမျိုးအကျိုးတရားကိုဖြစ်စေတယ်ဆိုတဲ့ relationship ပုံစံမျိုးနဲ့ရေးထားတာလဲဆိုတာကိုเนาะဒါသိနိုင်မှာဖြစ်တယ်အဲ့တော့နောက်ဆုံးတစ်ခုကကျတော့ problem and solution ခုနကပြောထားတဲ့အတိုင်း cause and effect ကကြတော့သူဒီဒါကဒီနှစ်ခုကတော့နည်းနည်းခက်ဆင်ဆင်တော့ရှိတယ်ဒါပေမဲ့ဘာမှမတူဘူးလဲဆိုလို့ရှိရင် cause and effect ဆိုတာကြတော့သူဒီအကြောင်းအရင်တစ်ခုကြောင့်เนาะအကျိုးတရားတစ်ခုဖြစ်သွားတဲ့ဟာမျိုးဥမာစာချက်လို့စာမွေးအောင်တာမျိုးเนาะဒူခုနကလေးလိုမျိုးဒူပြေဝါလို့ငိုနေတဲ့ဟာမျိုးเนาะအဲ့လိုမျိုးသူရဲ့ cause တစ်ခုရှိတယ်နော်ဖြစ်ရသူရဲ့ situation တစ်ခုရှိတယ်အဲ့ဒီ situation တစ်ခု event တစ်ခုပါဒီနောက်ထပ် event တစ်ခုကိုနော်ဖြစ်သွားစေတယ်ဥတည်သွားစေတဲ့ဟာမျိုးဒါမျိုးကကျတော့ cause and effect relationship အဲ့တော့ problem and solution ကကျတော့အဲ့လိုမဟုတ်တော့ဘူးနော် in this organizational pattern ဒီ organizational pattern မှာဆိုလို့ရှိရင်နော် the other စာရေးတဲ့လူဒီ pose a problem အဲ့တော့သူဒီပြဿနာတစ်ခုကိုရင်းဖော်ပြလိုက်တယ် and ပြီးတော့ then explain ရှင်းပြတယ် a possible solution or solution အဲ့တော့ဖြစ်နိုင်ခြေရှိတဲ့เนาะတကယ်အလုပ်ဖြစ်နိုင်ခြေရှိတဲ့เนาะအာဖြေရှင်းနည်းတွေအဖြေတွေကိုသူကရှင်းပြတယ်ဒါမျိုးကို problem solution เนาะ organizational pattern လို့ခေါ်တာပေါ့အဲ့တော့ဒါမှဆိုလို့ရှိရင်သူကเนาะsolution ကိုဖော်ပြအောင်လည်းမဟုတ်သေးပဲねဒီ solution ကဘလို့ကြောင့်ဒါမှမဟုတ်လို့ရှိရင်เนาะဘလို့နည်းအားဖြင့်အလုပ်ဖြစ်စေနိုင်တယ်ဆိုတဲ့ဟာမျိုးကို detailing လုပ်တဲ့ဟာမျိုးအဲ့ဒါမျိုးကိုနော်
problem solution လို့ခေါ်အဲ့တော့ဒီ problem solution မှာကတော့ signal word တွေကနည်းနေတယ်ကျွန်တော်ကသက်ဆိုင်ခြင်းသူကဘာလဲဆိုတော့ the problem is ပြဿနာကဘာလဲဆိုတော့နော် the solution is ဖြေရှင်းချက်ကဘာလဲဆိုတော့ပြောလို့ရှိရင် the result is ရလဒ်ကဘာလဲဆိုတော့နော်အဲ့တော့ဒီ result is ဆိုတဲ့ဟာကထားပါတော့ခုနကတော့က cause and effect နဲ့တော့နည်းနည်းခက်ဆင်ဆင်လေးရောထွေးနိုင်တယ်ရှိတယ်ဒါပေမဲ့ तू ကဒီမှာပြောချင်တဲ့ဟာကဘယ်လိုမျိုးလဲဆိုတော့နော်ဘယ်လိုပြောရမလဲအခုဒီနေ့ကဘာကြီးမှာဆိုလို့ရှိရင်နော်ဟွာတွေကိုfossil fuel တွေကိုတအားသုံးရတယ်အဲ့တော့ဒီကြောက်ဖြစ်ရုံချင်းလောင်စာတွေပေါ့နော် fossil fuel တွေအဲ့လိုပဲပြောမှာပေါ့အဲဒီလောင်စာတွေကိုတအားသုံးရတယ်အဲ့လိုမျိုးတအားသုံးတဲ့အတွက်ကြောင့်မလို့နော် the result သူ့ရဲ့ရလဒ်အနေနဲ့ဘာဖြစ်သွားလဲဆိုလို့ရှိရင်ကဘာကြီးကတဖြည်းဖြည်းနဲ့ပူနွေးလာတယ်အဲ့လိုမျိုးနော်ကိစ္စတစ်ခုကြောင့်နောက်ပြီးတော့ထပ်ဖြစ်လာတဲ့ problem မျိုးတွေပြောတဲ့ဟာမျိုးမှာကိုသုံးတဲ့ the result ကိုပြောချင်တာဖြစ်တယ်ပြောလို့ရှိရင် solution ကိုပြောတဲ့ဟာမျိုးကျတော့နော် solve this by if then အဲ့လိုမျိုး conditional pattern တွေနဲ့ရေးတဲ့ဟာမျိုးတွေကလည်းဒီ problem solution ကိုပြောတဲ့ဟာမျိုးတွေထဲမှာပါလာပေါ့ okay အဲ့တော့ဒီအောက်ကစာပိုက်လေးကြည့်ကြည့်အောင်နော် marine debris အဲ့တော့ပင်လယ်ထဲမှာရှိတဲ့နော်ဒီစုပ်ပစ်ပစ္စည်းတွေနော်ဟိုအမိုက်ထရိုက်တွေအားဆိုလို့ရှိရင် is a trash and other solid material that enter ocean and coastal water အဲ့တော့ကမ်းရိုးတန်းရေပြင်တွေပြီးတော့လို့ရှိရင်မုတ်တရားတွေတွေကိုဝင်ရောက်သွားတဲ့ solid material တွေနော်အပိုက်တွေကိုဒါကို marine debris လို့ခေါ်ကြတယ်အဲ့တော့ the marine debris threaten wildlife and present health and safety concern for the human အဲ့တော့ဒီမှာကျတော့ဒါဒီသူဘာလုပ်လိုက်ပြီလဲဆိုတော့ problem ပြဿနာကိုသူဒီ address လုပ်လိုက်ပြီနော်ခုနပြောထားတဲ့အတိုင်းအရင်ဆုံးသူဒီ problem နော်ဒီပြဿနာကိုအရင်ဆုံးဘာဖြစ်တယ်ပြောလို့ရှိရင်သူမပြီးသေးဘူးနောက်ထပ်ဟိုဟာတွေပေါ့နော်တခြားသောပြဿနာတွေကိုလည်းသူကဒီမှာထပ်ပြီးတော့ဖော်ပြသွားတယ်အဲ့ဒီကနေတော့မှဘယ်ဟိုရောက်သွားမလဲဆိုလို့ရှိရင်ဒီ sentence 5လေးကြည့်အောင်เนาะ proper collection နော်စနစ်တကျစုဆောင်ပြီးပြောလို့ရှိရင် handling ကင်တွယ်မယ်ပြီးတော့လို့ရှိရင် recycling or disposal trap အဲ့တော့ဒီအမိုက် right တွေကိုเนาะစနစ်တကျအဆုံးဖြတ်ဖြတ်စီမယ်ဒါမှမဟုတ်လို့ရှိရင် recycling ပြန်လည်သုံးစွဲမယ်เนาะအဲ့တော့ as well as of reduction of consumption and packaging အဲ့တော့ဒီလိုမျိုးထုတ်ပိုးမှုတွေသုံးစွဲမှုတွေကိုလျှော့ချမယ်ပြီးတော့လို့ရှိရင်တေချာเนาะ collection တွေလုပ်မယ်အဲ့တော့ဒီလိုနည်းတွေအဖြစ် can help to reduce the marine debris problem အဲ့တော့ဒီပင်လယ်ထဲမှာအမိုက်ထရိုက်တွေများနေခြင်းပြဿနာကိုဒီလိုနည်းအဖြစ်เนาะဥညီလျှော့ချနိုင်ပါတယ်ဆိုတဲ့ဟာမျိုးဒါဟာဆိုလို့ရှိရင်သူဒီဘာလုပ်လိုက်တာလဲဆိုတော့ဖြစ်နိုင်ရရှိတဲ့ possible solution ကိုသူကဒီမှာပေးလိုက်တဲ့ဟာမျိုးအဲ့ဒါမျိုးကိုเนาะproblem and solution organizational pattern လို့ခေါ်တယ်။နော်သူကပထမဆုံးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကိစ္စတစ်ခုကြောင့်ဖြစ်လာတဲ့ပြဿနာကိုသူကအရင်ဆုံး address လုပ်မယ်။အဲ့ဒါပြီးသွားတော့မှအဲ့ဒီနောက်မှာနော်ဒီအဲ့ပြီးသွားတော့မှအဲ့ဒီနောက်မှာဒီ marine marine နောက်ဖြစ်တယ်။ sorry ဒီလိုမျိုးနော်reduction လုပ်လိုက်တဲ့ဟာမျိုးတွေဘာတွေအဲ့လိုမျိုးတွေကမှဒီပြဿနာတွေကိုကူညီပြီး short ချပေးနိုင်ပါလိမ့်မယ်ဆိုပြီးတော့သူကဒီမှာ solution ကိုပြန်ပြီးတော့ပေးထားတယ်အဲ့ဒါမျိုးကို problem solution လို့ခေါ်တယ်။အားဒီ solution ကဒါလေးတူတူပါပဲတော့တစ်ခုချင်းစီစာကြောင်းတစ်ကြောင်းချင်းစီကဖြစ်ချင်းဖြစ်နိုင်တယ်။စာပိုက်တစ်ပိုက်ချင်းစီကနေလည်းသူကဖြစ်ချင်းဖြစ်နိုင်တယ်เนาะအဲ့လိုမျိုးပထမဆုံးအနေနဲ့သူဒီအဲ့တော့ဒီရဲ့ pattern ကသူပုံစံနဲ့ရွေးရှင်တယ်သူကဘယ်လိုရေးမှလဲဆိုရင် problem ကို address လုပ်မယ်เนาะဘာကတော့ပြဿနာဖြစ်နေတယ်ဘာကတော့ဆိုးကျိုးဖြစ်နေတယ်ဘာကတော့အခက်အခဲဖြစ်နေတယ်ဆိုတဲ့အကြောင်းအရင်ပြောမယ်ပြီးတော့မှအဲ့ဒီကောင်ကိုဖြေရှင်းနိုင်မယ် solution တစ်ခုကိုသူတို့ထပ်ပြီးတော့เนาะ provide လုပ်မယ် address လုပ်မယ်ပေါ့အဲ့ဒါမျိုး problem and solution ကိုခေါ်တယ်ဒီလိုဆိုလို့ရှိရင်တော့ဒါဒီစာရေးတဲ့နည်းเนาะဒီစာတစ်ပုဒ်ကိုစာရေးတဲ့လူတွေ organize လုပ်တဲ့နည်းလမ်း၄ခုလုံးဒီမှာပါသွားပြီဖြစ်တယ်အဲ့ဒါအပြင်ဟိုမှာနောက်ထပ်เนาะ using different format တခြားမတူတဲ့ format တွေထပ်သုံးအဲ့တော့ဒီ၄ခုအပြင်ဟိုတစ်ခါလေကြာလို့ရှိရင်เนาะ sometime ခါတရံမှာစာရေးတဲ့လူတွေဒီ choose
နော်ရွေးချယ်တတ်ကြပါတယ် to use more than what စကားလုံးတွေထက်ကိုပို့ပြီးတော့နော်စကားလုံးတွေထက်ပို့ပြီးတော့တခြားနည်းလမ်းတွေပဲရွေးချယ်တတ်ကြတယ်ဘာလို့ပို့လဲဆိုရင် to present their idea အဲ့တော့သူတို့ရဲ့အကြံဉာဏ်ကိုနော်ပြောပြဖို့သူတို့ရဲ့ idea ကိုသူတို့ရဲ့ထင်မြင်ယူဆချက်ကိုဖော်ပြဖို့အတွက်ကိုနော်ဒီစာရေးတဲ့လူတွေတခါတည်းမှာဆိုလို့ရှိရင်စကားလုံးတွေထက်ပိုတဲ့အရာတွေကိုသူတို့ရွေးချယ်တတ်ကြတယ်အဲ့တော့မေးစရာရှိတယ်ဆိုစာရေးတာစကားလုံးတွေထက်ပိုတဲ့အရာတွေဆိုဘာလဲဆိုတော့နော် table လို့ခေါ်တဲ့ဇယားတွေ timeline လို့ခေါ်တဲ့နော်ဟိုပါလေနော်အချိန်ကာလဖြစ်စဉ်တွေပြီးတော့ဆိုရှင် visual element နော်ဒီ visual element တွေဘယ်လိုမျိုးလဲဆိုလို့ရှိရင်နော် chat နော်ဒီ chat ဇယားတွေပြီးတော့ဆိုရှင် graph နော် graph ပုံတွေအဲ့ဒါတွေကို evidence တွေအနေနဲ့ထည့်သွင်းနိုင်ခုနကတော့ဆိုလို့ရှိရင်လည်းမြင်ခဲ့ပြီးဖြစ်မှာပါဒီနော်စွန့်ပစ်လိုက်တဲ့ recycling လုပ်တဲ့အပိုက်တွေနော် recycling မလုပ်ခင်မှာဆိုလို့ရှိရင်ဒီအပိုက်တွေကနော်လူတွေစွန့်ပစ်လိုက်တဲ့အပိုက်တွေကဘယ်တွေထဲကိုရောက်ပါလဲအဲ့တော့ဘလောက် percent ကတော့နော် recycle ဖြစ်တယ်ဘလောက် percent ကတော့နော်နောက်ကျွမ်းသွားတယ်ဘလောက် percent ကတော့ဒီတိုင်းပဲနော်ဟိုတင်ကြံနေရဲဆိုတဲ့ဟာမျိုးအဲ့ဒါလေးဆိုလို့ရှိရင်သူကနော်မိုက်ချက်လေးနဲ့ပြတာတယ်အဲ့လိုမျိုးတစ်ခါနေရာမှာဆိုလို့ရှိရင်စာရေးတဲ့သူတွေဒီသူတို့ရဲ့နော်ပြောချင်တဲ့ idea ကို present လုပ်ဖို့အတွက်ကိုစကားလုံးတွေတင်မဟုတ်ပဲ sentence တွေတင်မဟုတ်ပဲねဒီလိုမျိုး graphic တွေ visual တွေကိုပဲထည့်ပြီးတော့သုံးနေရှိဒီအောက်ကစာပိုက်လေးကိုကြည့်အောင်နော် African American had been enslaved in what became the United States since early in the 70th century အဲ့တော့ American ပြည်ထောင်စုရေကိုဖြစ်လာတဲ့18ရာစုအစောပိုင်းတွေကဆိုလို့ရှိရင်နော်အာဒီ African American တွေဟာ American တွေကသူတို့ကျွန်ပြုခြင်းခံနေရတယ်နော် even so နော် by the time of the adoption of new constitution in 1787 နော် constitution အသစ်ကိုစတင်ပြီးတော့သုံးစွဲတဲ့1980ခုနှစ်မှာဆိုလို့ရှိရင် slavery was actually a dying institution အဲ့တော့ဒီဂျူဖြူချင်းဆိုတဲ့ဟာကသူတို့ကပြပွက်လို့နေပါ institution တခုဖြစ်လာခဲ့တယ်နော် as part of the compromise that allowed the constitution to be written after the founding father agreed to hand the importation of slave into the United States by the 1880အဲ့တော့1800ခုနှစ်မှာဆိုလို့ရှိရင် founding father တွေကဒီကျွန်တွေကိုရောင်းဖောက်ကားခြင်းတမှုချင်းကိုတို့တွေဒီအဲ့တော့ခေတ်တုန်းကတော့ကျွန်ရောင်းဝယ်ဆိုတာလည်းဈေးခွက်အနေနဲ့သက်သက်ရှိခဲ့တာဟုတ်ဒါတွေကို1808ခုနှစ်မှာတို့တွေကရပ်တန့်နေကြတယ်အဲ့တော့ဘိုင်းအာ1800တော့ဆိုအဲ့တော့1800ခုနှစ်မှာဆိုလို့ရှိရင်133ရာခိုင် African American slavery was once again a thriving institution အဲ့တော့ပြန်ပြီးတော့တခေတ်ဆန်းလာတဲ့ institution တစ်ခုဖြစ် especially in the southern United States American ပြည်အောင်စုတောင်ပိုင်းမှာဆိုလို့ရှိရင်ဒီကျွန်ရောင်းဝယ်ခြင်းကပြန်ပြီးတော့တခေတ်ထလာခဲ့တယ်နော်အဲ့လိုမျိုးစရှိသည်ဖြစ်ပေါ့တမတစ်ခုချင်းရေးတာအဲ့ဒါကိုမှပြန်ပြီးတော့ဒါကို brief အတူချုပ်ပြီးတော့ timeline အနေနဲ့ပြန်ဆွဲပြီးရေးလိုက်အဲ့တော့1619ခုနှစ်မှာဆိုလို့ရှိရင် first African slave arriving in the Virginia colony အဲ့တော့ Virginia ပိုင်နက်ထဲကိုပထမဆုံးနော်လူမဲကျွန်တယောက်ရောက်လာခဲ့တယ်အဲ့ဒီကနေမှ1619ကနေမှ1989မှာဘာဖြစ်တယ်1808ခုနှစ်မှာဘာဖြစ်တယ်1820မှာဘာဖြစ်တယ်1860မှာဘာဖြစ်တယ်နော်1863မှာဘာဖြစ်တယ်1868မှာဘာဖြစ်တယ်1880မှာဘာဖြစ်တယ်အဲ့လိုအစရှိသည်ဖြစ်နော်သူရဲ့ changes over time ကိုဖော်ပြဖို့အတွက်ကိုဒီလိုမျိုး timeline တွေကိုအသုံးပြုတဲ့ဟာမျိုးလည်းရှိတယ်အဲ့ဒါအပြင်မှနောက်ထပ်နော်ဒီအောက်ကဟာကိုနော်histogram လို့ခေါ်တယ်ဒီလိုမျိုး graph တွေအနေနဲ့လည်းနော်ဒီစာရေးသူကသူပြောချင်တဲ့အကြောင်းအရာတွေကိုသူ့ရဲ့ idea ကိုဖော်ပြဖို့အတွက်ကိုလည်းဒီလိုမျိုးစာသားထက် words တွေထက်ကိုပိုတဲ့ဟာတွေနော်ဒီလိုမျိုး graph တွေလည်းသူတို့တစ်ခါလေကြားလို့ရှိရင်စာတွေထဲမှာထည့်ပြီးလေးရှိတယ်။ဒီဟာကြည့်လိုက်ပြီဆိုလို့ရှိရင်နော် number of slave in the US က US မှာရှိတဲ့ကျွန်အကြီးအတွက်တွေပေါ့ဘာလို့ရှိရင် national cotton production in the bay အဲ့တော့
ဒီနိုင်ငံတစ်ဝန်းကော်တွန်ဝါကွန်ထုတ်လုပ်မှုအခြေအနေပေါ့အဲဆိုလို့ရှိရင်1990မှာဆိုလို့ရှိရင်နော်အမေရိကန်ကျော်ဘယ်လောက်အမေရိကန်နိုင်ငံအတွင်းမှာကျော်အရေအတွက်ပေါင်းကဘယ်လောက်ရှိမလဲအဲဆိုလို့ရှိရင်နော်ဒါကအာ1.25 million ဆိုလို့ရှိရင်ဒီနားဆိုလို့ရှိရင်ဒါ1.25 million အဲ့တော့1990မှာဆိုလို့ရှိရင်နော်ကျွန်တော်ရေအတွက်က1.25 million မပြည့်ဘူးပေါ့အဲ့တော့အစရှိသဖြင့်ဒီလိုမျိုးဟာတွေကိုကြည့်ရင်သိတာအဲ့ဒီကနေမှတစ်ဆင့်နော်ဘာလို့သိတာလဲဆိုတော့ဒီ cotton production ကတဖြည်းဖြည်းမြင့်တက်လာတဲ့ဟာနဲ့အမျှဒီလိုမျိုးရှိတဲ့ကျွန်အရေအတွက်ကလည်းတဖြည်းဖြည်းနဲ့ပိုပြီးတော့မြင့်တက်လာအဲ့တော့ဒီလိုမျိုး graph တွေကဘယ်နေရာတွေမှာအသုံးဝင်လဲဆိုလို့ရှိရင်အထူးသဖြင့် trend တွေနော်ဒီဟိုဟာတွေပြောမယ်ဆိုလို့ရှိရင်တော့ရေစီးကြောင်းတွေပေါ့တဖြည်းဖြည်းနဲ့ဘယ်လိုပုံစံတဖြည်းဖြည်းမြင့်တက်လာခဲ့တယ်ဒါမှမဟုတ်လို့ရှိရင်လည်းဘယ်လို decline ဖြစ်သွားတယ်ဘယ်လိုကျဆင်းသွားလဲဆိုတော့ trend တွေကိုပြောပြတဲ့နေရာမျိုးမှာဆိုလို့ရှိရင်ဒီလို graph တွေကအသုံးဝင်တယ်အားကြောင့်မို့လို့စာရေးတဲ့လူတွေဒီသူတို့ပြောချင်တဲ့ idea ကိုထိထိမိမိပြောနိုင်ဖို့အတွက်ကိုဆိုလို့ရှိရင်ဒီလိုမျိုး graph တွေเนาะ description တွေ pie chart တွေ bar graph တွေပြောရလို့ရှိရင်ခါလေးကြလို့ရှိရင်လည်းเนาะ changes over time တွေကိုပြောချင်တဲ့နေရာမျိုးကြလို့ရှိရင် timeline တွေစာရှိသဖြင့်เนาะထည့်သွင်းပြီးတော့ပြောလို့ရှိကြတယ် okay နောက်တစ်ခုကကျတော့ workplace document အဲ့တော့ကိုယ့်ရဲ့အလုပ်ခွင်မှာသုံးမဲ့စာရွက်စာတမ်းတွေနော်စာရင်းနည်းတွေပေါ့အဲ့တော့ almost everyone has to write a workplace document at some time to produce a specific result memos job application letter reports and other documents are common in the most workplace အဲ့တော့ဘယ်သူမှဆိုနော်အခုကတော့အကြောင်းသားဆိုပေမဲ့တစ်ချိန်ကိုကလုပ်ငန်းခွင်နဲ့ရောက်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ဒီအလုံးနဲ့သက်ဆိုင်တဲ့နော်ရုံးလုပ်ငန်းသုံးစာတွေနော်စာတမ်းတွေကိုဘလို့နေတနည်းတစ်ချိန်မှာတော့ကွာရေးလာမှာဖြစ်တယ်ဥပမာဆိုလို့ရှိရင်ဒီအလုပ်လျှောက်လွှာတွေနော် report တွေနော်အစီရင်ခံတင်ပြချက်တွေလိုမျိုးအစရှိတဲ့ရုံးလုပ်ငန်းဆောင်တာနဲ့ဆိုင်တဲ့စာတွေကိုရေးလာမှာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးအခြေအနေတွေမှာဆိုလို့ရှိရင်နော်ကိုကဘသူတွေအတွက်ကိုရေးမလဲဆိုတဲ့ဟာကိုအများတန်းစိတ်ထဲမှာတိထားဖို့လိုတယ်ကိုကဒါအလုပ်ထဲရောက်သွားပြီအဲ့တော့အလုပ်ထဲရောက်သွားပြီဆိုလို့ရှိရင်ကိုကဒီတင်ပြမဲ့ report ဆိုလို့ရှိရင်เนาะအထက်ကိုတင်ပြရမှာလားတော့မဟုတ်လို့ရှိရင်ကိုရဲ့team member တွေကိုเนาะဒါ sharing လုပ်ကမဲ့ဟာလားဒီလိုမျိုးအစားကြီးပြင်ကိုရဲ့เนาะဘသူကကိုရဲ့စာကိုဖတ်မှာလဲဆိုတော့เนาะဒီ audience ကိုအများနဲ့စိတ်ထဲမှာနော်ထည့်ထားမှာအဲ့တော့နော် you will be writing for your coworker မင်းရဲ့လုပ်ဖို့ကိုင်ဘက်တွေအတွက်ရေးတာပဲဖြစ်ခြင်း perhaps your boss နော်မင်းရဲ့တတိနော်မင်းရဲ့အလုပ်ရှင်အတွက်ကိုပဲစာရေးရတာဖြစ်ခြင်းဖြစ်မှာမဟုတ်လို့ရှိရင် other in the နော် company not for your friend မင်းရဲ့တငယ်ချင်းတွေအတွက်မဟုတ်ပဲねဒီ company ထဲမှာရှိတဲ့တခြားလူတွေအတွက်ကိုရေးရတာမှာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးအခြေအနေတွေမှာဆိုလို့ရှိရင် an informal tone နော် formal မဆန်တဲ့ရေးသားတွေနော်တုံးနေရဆိုလို့ရှိရင် as if you are having a conversation with a friend အဲ့တော့ဒီလိုမျိုးရုံးစာတွေရေးတဲ့နေရာမှာကိုကတကယ်ချင်းမိတ်ဆွေတွေနော်အပေါင်းနဲ့အနေနဲ့ပြောသလိုမျိုး informal tone နဲ့ပြောမယ်ဆိုလို့ရှိရင် is inappropriate ဒါမျိုးကနော်ဘယ်လိုပြောလုပ်ငန်းခွင်နဲ့မကိုက်ညီဘူးအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကရုံးစာရေးပြီးဒီ workplace document နဲ့ရေးပြီးဆိုလို့ရှိရင်သူနဲ့ကိုက်ညီတဲ့နော် format ဒါမှမဟုတ်ရှင်သူနဲ့ကိုက်ညီတဲ့ဒုံအဲ့လိုအစရှိသည်ဖြင့်ပြီးရင်စကားလုံးရွေးတဲ့နေရာမှာဆိုလို့ရှိရင်လည်းနော်အရင်တစ်ခေါက်ကပြောခဲ့တဲ့အတိုင်းပဲ connotation ကလည်းစကားလုံးကအဓိပ္ပာယ်ချင်းတူတယ်ဆိုရင်တော့ connotation ကွာနိုင်တဲ့အတွက်ကြောင့်မို့လို့ဘယ်လိုမျိုးနော်ရွေးချယ်ပြီးသုံးလို့အောင်လဲဆိုတဲ့ဟာတွေအကုန်လုံးကိုသိထဲမှာတည်ထားဖို့အဲ့တော့ဒီလိုမျိုး workplace document တွေကိုရေးတော့မယ်ဆိုလို့ရှိရင်ဒီအောက်က guideline လေးချက်ကိုတိုင်းတာဖို့လိုတယ်နော် they should have a clear purpose and stay on message အဲ့တော့သူတို့တွေဒီစာတစ်ပုဒ်နော်စာတစ်စောင်ပဲဖြစ်ဖြစ်နော်ပဲ report တစ်စောင်ပဲဖြစ်ဖြစ်ကွာရေးပြီဆိုလို့ရှိရင်သူတို့တွေဒီ clear purpose ရှင်းလင်းတဲ့ရည်ရွယ်ချက်ရှိရတယ်စာတော့ရေးကြတယ်ပဲဘာကိုဆိုလိုချင်လို့ရေးမှမသိဆိုတဲ့ဟာမျိုးမဟုတ်ပဲねနော်အလုံးမှာနော်ရုံးစာရေးပြီးနော်ဒီလိုမျိုးprofessional ဆန်ဆန်ရေးရပြီဆိုလို့ရှိရင်သူ့မှာဒီအရေးကြီးတာက clear purpose ရှင်းလင်းတဲ့
ရှင်းလင်းတဲ့ဥတီချက်နော်ရှင်းလင်းတဲ့ရည်ရွယ်ချက်ရှိဖို့လို့ပြီးသွားလို့ရှိရင် they should include sufficient information သူတို့တွေမှာလုံလောက်တဲ့ information ရှိဖို့လို့ကိုယ်စာတော့ရေးလိုက်တယ်နော်ကိုရဲ့မပြောမလဲကိုယ့်အထက်ကို report ရေးပြီးတင်လိုက်တယ်ဒါပေမဲ့အဲ့ဒီထဲမှာတကယ်အရေးကြီးတဲ့လိုအပ်တဲ့ information တွေမပါဘူးเนาะ sufficient data တွေမရှိဘူးဆိုလို့ရှိရင်ဒါဒီလေ correct မဖြစ်ဘူးလို့ပြောလို့ရတယ်အဲ့တော့ကြောင့်မလို့သူဒီအဲ့တော့ဒီရုံးစာတစ်ခုကိုကရေးတော့မယ်เนาะလိုမျိုး publish document တွေကိုရေးတော့မယ်ဆိုလို့ရှိရင်နံပါတ်တစ်ချက်ဘာလို့စဉ်းစားရမလဲဆိုတော့သူတို့တွေဒီ clear purpose ရှိကမယ်နံပါတ်တစ်ချက်သူတို့တွေမှာเนาะ sufficient information တွေပါဝင်ရနံပါတ်3ချက်ဘာလဲဆိုတော့ they should use formal rather than informal language အဲ့တော့ကိုရေးပြီဆိုလို့ရှိရင်เนาะ formal language ကိုအဓိကထားဦးစားပေးပြီးတော့ရေးရမယ်เนาะ informal တော့သုံးတာမျိုးတော့မလုပ်အောင်နံပါတ်4ချက်နောက်ဆုံးအချက်ကဘာလဲဆိုလို့ရှိရင် they should use correct grammar and convention အဲ့တော့ကိုရေးပြီဆိုလို့ရှိရင်ထားပါတော့တကယ်ချင်းတယောက်နဲ့တယောက်ရေးလိုက်တဲ့ဟာကเนาะ grammar pattern မမှန်ရင်သူတို့ဘာသာဖြည့်ဖတ်လိုက်ဒါပေမဲ့ရုံးလုပ်ငန်းဆောင်တာတွေမှာရုံးစာရေးတဲ့နေရာတွေမှာအဲ့လိုမျိုး grammar pattern မမှန်တာတို့နော်စလုံးပေါင်းတွေလွဲနေတာတို့ဒါမျိုးမဖြစ်အောင်ဂရုစိုက်ပါမယ်အဲ့တော့တေချာရေးရမယ်အဲ့တော့ guideline လေးချက်ကိုပြန်ပြောမှဆိုရင်နံပါတ်1ချက်သူတို့တွေမှာ clear purpose ရှင်းလင်းတဲ့ဟိုရှိရမယ်နော်ဟိုဘယ်ပြောမလဲသူတို့တွေမှာရှင်းလင်းတဲ့purpose ဥတီချက်ရွယ်ချက်ရှိရမယ်เนาะဒီစာကိုဘာကြောင့်ရေးရပါလဲအခုတော့ဟိုခွင့်တိုင်မယ်ဆိုရင်ခွင့်တိုင်ပေါ့ဒါမှမဟုတ်ရှင်လည်းเนาะလာချုပ်စီးရင်တွေကို report လုပ်တာပါဆိုရင်လည်းအဲ့လိုမျိုးတိကျတဲ့ purpose တစ်ခုခုရှိရရှိရတယ်ပြောရရင်နောက်တစ်ခု they should include sufficient information လုံလောက်တဲ့အချက်လက် information ပါမယ်ပြီးသွားလို့ရှိရင် formal language ကိုသုံးရမယ်ပြီးသွားလို့ရှိရင်မှန်ကန်တဲ့ grammar နဲ့ conversion ကိုသုံးရမယ်အဲ့တော့ဒီအောက်ကစာပိုင်းလေးနှစ်ပိုင်းကိုရှင်းကြည့်လိုက်ရနော်သူကဒီမှာရေးထားတယ်သူကတော့ရေးတာဒီကတော့ဟိုပါပဲဘာကိုရေးထားတာလဲဆိုလို့ရှိရင်ဒီ workplace document တခုရေးမယ်ဆိုပြီးတော့ရေးလိုက်တာပဲဒါပေမဲ့ဒီမှာ hey everyone how is your day going oh my god I have got something music for you လို့ပါတော့အဲ့လိုမျိုးဒီလိုရေးထားရဆိုလို့ရှိရင် grammar pattern တွေမမှန်တော့ပြီးရင်တုံးကလည်းဘာဖြစ်နေပြီလဲဆိုလို့ရှိရင် informal တုံးဖြစ်နေပြီအဲ့လိုမျိုးလုံးဝပြီးတော့ဆိုရင်ဒီမှာဘာကြောင့်ရေးထားလဲဆိုတော့နော်ဟိုဟာကိုလည်း purpose ကိုပဲသူဒီရှင်းရှင်းလင်းလင်းမပေါ်ပြတာအဲ့တော့ workplace document တွေရေးလို့ရှိရင်ဒီလိုပုံစံမျိုးမဖြစ်တော့အဲ့တော့ပုံစံအမှန်နဲ့ဆိုလို့ရှိရင်ဘယ်လိုရေးရမလဲဆိုတော့နော်ဒီဘဒုကိုကလိမ့်မှုပြီးရေးတာလဲဆိုတဲ့ဟာနဲ့နော်ပြီးရင်ဘဒုစီကနေရေးလိုက်တယ်ဆိုတဲ့ဟာနဲ့ပြောရလို့ရှိရင်နောက်ထပ်ဘယ်အချိန်မှာရေးတယ်ဆိုတဲ့ date နဲ့ပြီးဘာကြောင့်ရေးပါတယ်ဆိုတော့နော်ဒီလိုမျိုးတိကျတဲ့ purpose နဲ့အဲ့လိုမျိုးပါဖို့လို့ပြောရလို့ရှိရင်ရေးတဲ့နေရာမှာဆိုလို့ရှိရင်လည်း I have some exciting news for everyone we are moving to a new office at the 600 West Avenue on Monday May 21အဲ့လိုအစရှိသည်ဖြစ် grammar pattern မှန်မှန် convention မှန်မှန်နဲ့ပြောလို့ရှိရင်တုံးကလည်းဒီမှာဆိုလို့ရှိရင်သူဒီပို့ပြီးတော့ formal ဖြစ်တဲ့တုံးနဲ့ရေးထားတယ်ဘာကြောင့်ရေးတယ်ဆိုတော့နော်ဟိုဟာလဲ purpose နဲ့ဒီမှာ section နဲ့ပါတယ်ပြီးတော့လို့ရှိရင်လိုအပ်တဲ့အချက်လက်နော် information လည်းဒီမှာပြည့်ပြည့်စုံစုံပါတယ်အဲ့တော့ကိုက workplace document နဲ့ရေးမှာဆိုလို့ရှိရင်ဒီအချက်၄ချက်နော်ပထမဆုံးအချက်အနေနဲ့ clear purpose ရမယ်ဆိုလို့ရှိရင်ဒုတိယအချက်အနေနဲ့နော် sufficient information တွေပါမယ်။တတိယအချက်အနေနဲ့ကိုရေးလိုက်တဲ့တုံးကနော် informal ဟိုဟာမျိုးမဖြစ်ကဘူးနော် formal writing ပုံစံမျိုးနဲ့ formal တုံးနဲ့ရေးရမယ်ပြီးရင်နောက်ဆုံးအချက်အနေနဲ့ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ကိုရေးလိုက်တဲ့စာဒီ grammar pattern ကောနော် convention မှန်မယ်။ဘာဆိုလို့ရှိရင် exercise 7မှာဆိုလို့ရှိရင်တော့ direction လေးပေးထားတယ်နော်ဒီလိုမျိုး workplace ဟိုဟာတွေကိုဘယ်လိုမျိုးရေးမလဲဆိုတဲ့ဟာလေးဒီမှာပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ဒီဟာဒီနေ့ကတော့ကိုကိုတိုင်းနော်ဒီ informational test တွေကိုနော်သူများကရေးထားတဲ့ informational test တွေကိုပဲကိုကဖတ်ပြီးတော့ဘယ်လိုမျိုးကောက်ချက်ချမလဲဘယ်လိုမျိုးကောက်ချက်ဆွဲမလဲဆိုတဲ့ဟာမျိုးပေါ့အဲ့ဒီအထဲမှာပါတဲ့အချက်လက်တွေကိုဘယ်လိုနားလည်အောင်လုပ်မလဲဆိုတဲ့
အကြောင်းအရာတွေကိုဆွေးနွေးသွားတယ်ပြီးသွားလို့ရှိရင်ကိုယ်တိုင်เนาะ informational test တွေရေးတဲ့အချိန်မှာဆိုလို့ရှိရင်ဘယ်လိုမျိုးမှန်ကန်အောင်ဘယ်လိုမျိုး appropriate ဖြစ်အောင်ရေးမလဲဆိုတဲ့ဟာတွေကိုဆွေးနွေးပါတယ်နောက်ပြီးသွားလို့ရှိရင်เนาะစာရေးတဲ့လူတွေဒီ informational test တွေကိုရေးတဲ့ author တွေကဘယ်လိုမျိုးနည်းစနစ်တွေဘယ်လိုမျိုးเนาะ method တွေကိုသုံးပြီးရေးလဲဆိုတဲ့ဟာเนาะဒီမှာ method လေးခုနဲ့ discuss လုပ်ရတယ်ပြီးရင်အဲ့ဒါအပြင်ဟိုမှတခါလေကြာလို့ရှိရင်ကိုရေးလိုက်တဲ့စာကိုပြောချင်တဲ့ idea ကို support လုပ်ဖို့အတွက်စကားလုံးတွေအပြင်ဟိုမှเนาะ description တွေဖြစ်တဲ့ chat တွေဟွာတွေဘယ်လိုမျိုးထည့်ပေးထားလဲဆိုတဲ့ဟာလေးเนาะဘယ်လိုမျိုးထည့်သွင်းပြီးတော့ပေါ်ပြထားလဲเนาะအဲ့ဒါတွေကိုအသုံးပြုပြီးတော့ဘယ်လိုမျိုးရှင်းပြထားလဲဆိုတဲ့ဟာတွေပဲဒီမှာဟိုဖြစ်ပြီးသွားပြီဖြစ်တယ်เนาะဆွေးနွေးပြီးသွားပြီဖြစ်တယ်အဲ့သမားကျောင်းတွေအနေနဲ့လည်းဒီ chapter လေးကိုလေ့လာပြီးသွားတဲ့အချိန်တွေမှာเนาะ information test တွေကိုကိုယ်တိုင်ဖတ်တဲ့ဟာပဲကိုယ်တိုင်เนาะတိဆောက်တဲ့ခါပဲဖြစ်ဖြစ်ရေးတဲ့ခါပဲဖြစ်ဖြစ်เนาะသူများရေးထားတဲ့ informational test တွေကိုဖတ်တဲ့ခါပဲဖြစ်ဖြစ်เนาะဆိုလိုတဲ့လူရင်းကိုရအောင်เนาะထိထိရောက်ရောက်เนาะဖတ်နိုင်ရေးနိုင်ရပါစေလို့သူတောင်းပန်ပါတယ်เนาะရေးနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ဆိုလို့ရှိရင်တမန်ကြောင့်များလုံးဒီစာမွေးကိုခက်ခဲမရှိကျေးဇူးအောင်မြင်နိုင်ကြပါစေနောက်သင်ခန်းစာတွေမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်